ကျွန်တော်ကိုပထမဦးဆုံးအနေနဲ့အပျော်စီးသင်္ဘောလေးကိုထိုးပေးစီချင်ပါတယ်โอเคဒီသင်္ဘောကလာโอเคဒီသင်္ဘောကကျွန်တော်အားလုံးစီးနေတဲ့သင်္ဘောဖြစ်ပါတယ်ကျွန်တော်စိတ်ကူးထဲမှာကျွန်တော်ရဲ့စိတ်ကူးထဲမှာဟောဒီအစိမ်ခံအပျော်စီးသင်္ဘောလေးပေါ်မှာကျွန်တော်တို့စီးတယ်လို့ကျွန်တော်တို့ထင်ပြီးတော့စိတ်ကူးရင်ပြီးတော့ကျွန်တော်တို့သွားနေကြဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာကိုမဆနိတ်ပေးတဲ့သူနဲ့ဟာလားပြီးတော့ကကျရင်တချမ်းဆိုပြီးတော့ဖြောပြပေးနေတဲ့သူနဲ့နော်အဲ့နာမှာကြီးတဲ့ခါမှာတခါတည်းရေပင်လေပေါ်မှာသွားနေပေမဲ့ဒီတင်ပေါ်ပေါ်မှာရေကူးကန်လေးနဲ့ဟာလားအမတမဇိမ်ကြတဲ့အခြေအနေလေးတစ်ခုနဲ့ကျွန်တော်တို့ကသွားနေတယ်စိတ်ကူးရနဲ့သွားနေဒါပေမဲ့လမ်းတစ်ဝက်မှာရောက်သွားတဲ့အခါမှာကျွန်တော်ဒါကလုံးဝလုံခြုံအေးချမ်းပျော်ရွှင်ပြီးတော့အရန်ပျော်စရာကောင်းတဲ့ခရီးစဉ်တစ်ခုကိုငါတို့သွားနေတယ်လို့ထင်နေတဲ့အချိန်မှာနောက်ထပ်တင်ပေါ်တစ်ခုကိုပြပါရောက်တဲ့ကျွန်တော်တို့ရောက်နေတဲ့တင်ပေါ်ကဇင်ခံတင်ပေါ်မဟုတ်နေဘူးတခါတည်းဘုံကြီးကြလာတယ်နော်တနက်ဒီနဲ့ပြစ်တယ်ပြီးတဲ့အခါကျရင်တခါတည်းလေကျွန်တော်နားမှာရှိနေတဲ့ရေတွေကလည်းဝမ်ထနေတယ်အဲ့တော့တေးရရှင်ရဲ့ရင်ဆိုင်ရတဲ့အခြေအနေဖြစ်လာအဲ့တော့အခုနာတော့ကဒါကျွန်တော်ရဲ့စိတ်ကူးတွေကခုနတော့ကကျွန်တော်တို့ကဘာလဲဆိုရင်ဇိမ်နဲ့အနာယူပြီးတော့တခါတည်းပျော်ရွှင်မှုနဲ့အေးချမ်းမှုနဲ့သွားနေတဲ့အချိန်မှာရုတ်တရက်ကျွန်တော်တို့ရဲ့လေကကျွန်တော်တို့စီးနေတဲ့တင်ပေါ်ကြီးကအဲ့လိုလေပင်မုန်တိုင်းတွေနဲ့တခါတည်းကြည်စံနေနဲ့ဒုံးကြီးတွေနဲ့ဟာလားစူညံတန်တွေနဲ့အော်ဟစ်တန်တွေနဲ့အမိန်ပေးတန်တွေနဲ့ပြေးတန်တွေပြစ်တန်တွေနဲ့ကြားရမယ်ဆိုရင်ရုတ်တရက်ကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့အသက်ရှင်မှုကျွန်တော်တို့ရဲ့ပြင်ဆင်မှုကချက်ချင်းပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဒီမှာရှိနေတဲ့ဒီအေရိုများတင်တို့ကိုပေးချင်တဲ့ message တစ်ခုရှိတယ်ပြီးတော့တင်တို့နားလေစေချင်တဲ့အရာရှိတယ်ဒီနေ့ကျွန်တော်တို့အသင်းတော်ကိုလာတဲ့အခါမှာဖခင်เจ้าကိုကျွန်တော်တို့လာတဲ့အခါမှာတချို့ကဖခင်เจ้าကိုအပျော်စီးသင်ဖို့လို့ထင်တယ်ဒါကြောင့်ကျွန်တော်ဖခင်เจ้าမှာသွားရင်ခုံအားယူမယ်ကျွန်တော်ဖခင်เจ้าမှာရောက်လာရင်ကျွန်တော်ကိုကြိုဆိုတဲ့သူတွေကရှေ့ဆောင်နေလိမ့်အဲ့ဒီမှာကျွန်တော်အပေးမဲ့သူတွေစုတောင်းပေးမဲ့သူတွေတရားဟောချက်တွေခွန်အားရစရာတွေ music တန်ကောင်းကောင်းလေးတွေအဲ့ဒါတွေကျွန်တော်ရမယ်အဲ့တော့ဖခင်เจ้าမသွားရင်အထီးကျန်တယ်နော်တချို့လည်းအမကျန်တာပေါ့အဲ့တော့ဘာဖြစ်ဖြစ်ဖခင်เจ้าရောက်သွားရင်တော့ငါအပေါင်းအသင်းလေးတွေရမယ်ဖခင်เจ้าရောက်သွားရင်တော့ငါအတွက်နည်းနည်းတော့ဘာပဲဖြစ်ဖြစ် relax ဖြစ်မှာပဲလို့ထင်ပြီးတော့ဖခင်เจ้าကိုကျွန်တော်ရောက်လာဒါပေမဲ့ဖခင်เจ้าကဒီနေ့ကျွန်တော်စုနေတဲ့အသင်းတော်ကဆရာရေးစာပြောတယ်ဒါအပျော်စီးသင်္ဘောမဟုတ်ဘူးတဲ့ဒါ relax လုပ်တဲ့နေရာမဟုတ်ဘူးတဲ့ဒါအပေါင်းအသင်းရှာယုံပဲမဟုတ်ဘူးတဲ့ဒါကကျွန်တော်တို့ self လုပ်တဲ့သူကတစ်ဖွဲ့အစေခံတဲ့သူကတစ်ဖွဲ့စေစားတဲ့သူကတစ်ဖွဲ့အစေခံတဲ့သူကတစ်ဖွဲ့နဲ့တိဆောက်ထားတာမဟုတ်ဘူးတဲ့ဘာလို့ဆိုရင်ကျွန်တော်တို့ကဘုံတန်တနတ်တန်ကြည်စံတန်နေရန်သူတဲ့အမျိုးမျိုးသောတိုက်ပွဲစိန်ခေါ်မှုကြားထဲမှာရောက်နေတဲ့ဟောဒီစစ်တံပေါ်ကြီးပါလို့ကျွန်တော်တို့ကိုပြောတဲ့အခါမှာဒီမှာရှိတဲ့ညီကိုမောင်နှမတွေအခုနတော့ရောက်လာတော့ကတော့နှွေးထွေးပြူငါတဲ့အတန်တွေကိုကျွန်တော်တို့ကြားရတာပဲချီးမွမ်းကိုးကွယ်ကြတော့ game တွေစောကြနှွေးထွေးတာပေါ့ပျော်ရွှင်စရာကောင်းတယ်ဒါပေမဲ့အခုပြောလိုက်တော့စစ်တင်ပေါ်ကြီးဆိုတော့ကျွန်တော်တို့ကရလက်နဲ့ဆွဲကင်ပြီးတော့ကိုယ့်ရဲ့အသက်လွတ်ဖို့ရန်အတွက်နော်ပထမဦးဆုံးကဘာလို့ရလဲကိုအသက်လွတ်ဖို့ရန်အတွက်ကြိုးစားရတော့မယ်နံပါတ်1တစ်ချက်ကနောက်ဒုတိယတစ်ချက်ကဘာလို့ရမလဲဆိုရင်ကိုကစစ်တင်ပေါ်မှာရောက်လာတယ်ဆိုတော့တာဝန်တစ်ခုခုရှိလို့ပဲရောက်လာတာလေအဲ့တော့ကိုကဘာလို့ရတော့မလဲကာကွယ်ရတော့မယ်ရန်သူကိုအနိုင်ယူရတော့မယ်အဲ့ဒီတင်ပေါ်ထဲမှာဒီနေ့ကျွန်တော်ကိုအားလုံးဒီမှာရှိတဲ့လူငယ်များအားလုံးကိုလိုက်လာစေချင်တာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီဘယ်မှာရောက်နေပြီလဲ
စစ်တင်ဘောပေါ်မှာရောက်နေတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာကဝိညာဉ်နေပေတဲ့ကတိုက်ပွဲတစ်ခုနဲ့အတူတူကအမြဲတမ်းရုန်းကန်ပြီးတော့ပြင်းနေရတဲ့ခြေလမ်းမျိုးဖြစ်ပါတယ်အသင်းတော်ဆိုတာကလည်းအခုနပြောသလိုမျိုးအားလုံးကဝိုင်းဖွဲ့ပျော်ရွှင်ကြည်နူးပြီးတော့ဟာလားတွားနေရတဲ့အရာပဲမဟုတ်ဘူးဒီနေ့ကျွန်တော်တို့အသင်းတော်ကိုလောကမှာဖျားရခင်ထားတာကစာရရဲ့မြို့ယုံမြို့ပြကိုဖျက်ဆီးမောက်လံပြီးတော့မှမာနရဲ့လက်ထဲကပျောက်ဆုံးသောဝိညာဉ်ကိုပြန်လဲလူယူဖို့ရင်ဖျားကထားတာဖြစ်ပါတယ်အာမင်ဒါကြောင့်အသင်းတော်ကအမြဲတမ်းနှူးညံ့မနေဘူးအသင်းတော်ကအမြဲတမ်းကျွန်တော်တို့မိသားစုစုပြီးနှွေးထွေးနေတဲ့အဲမှာပဲကျွန်တော်တို့ကရက်သက်မနေဘူးအသင်းတော်ကအမြဲတမ်းခင်မင်မှုယဉ်နေမှုပျော်ရွှင်မှုထဲမှာပဲရက်သက်မနေဘူးအသင်းတော်ဆိုတာကမာနရဲ့လက်ထဲကနေပြီးတော့အဲ့ဒီမာနချုပ်ထားတဲ့ပျောက်ဆုံးသောဝိညာဉ်တွေကိုအဲ့ဒီအကျဉ်းသားတွေကိုပြန်လဲလွတ်မြောက်လာအောင်မာနရဲ့မြို့ယုံမြို့ပြတွေထောင်တကားတွေကိုချိုးပြတ်ပြီးတော့လူယူဖို့ရန်အတွက်ဘုရားသခင်ကသင်တဲ့ကျွန်တော်ကိုထားတာဖြစ်ပါတယ်အာမင်အဲ့တော့ကျွန်တော်ရဲ့အထဲမှာယံသူရှိတယ်ကျွန်တော်မှာယံသူရှိတယ်ကျွန်တော်တိုက်နေရတဲ့ယံသူနှမျိုးရှိတယ်ပထမယံသူကတင်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဘယ်လိုကြည့်လိုက်အဲ့ဒီလူပြောတာမဟုတ်ဘူးဂလာတိကိုထူးပေးပါအောင်ဂလာတိခန်းကြီး9ပိုက်ငယ်7ခုတင်းနဲ့တော့အကြောင်းမူကားဇာတိပဂတိနဲ့ဝိညာဉ်ပဂတိဒီတဘာနဲ့တဘာဆန့်ကျင်သောအလိုရှိကြတဘာနဲ့တဘာငါတို့ရဲ့ပထမဦးဆုံးယံသူကဘယ်မှာထိုင်နေတဲ့သူလည်းမဟုတ်ဘူးစာရန်လည်းမဟုတ်သေးဘူးငါတို့ရဲ့ပထမဦးဆုံးယံသူကဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ဇာတိပဂတိဖြစ်တယ်တင်ကဇာတိပဂတိမဟုတ်ဘူးတင်ဟာဝိညာဉ်လူဖြစ်တယ်ကျွန်တော်တို့ကဝိညာဉ်လူဖြစ်တယ်ကျွန်တော်တို့ကကောင်းကင်ကနေပြီးတော့မှဟောဒီလောကကြီးထဲမှာမစ်ရှင်တစ်ခုခုလုပ်ဖို့ရန်အတွက်ဆေလွတ်ခံရတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဟောဒီလောကကြီးမှာ physical world မှာကျွန်တော်တို့ဟောဒီလောကမြင်ရတဲ့ရုပ်ဝတ္ထုမြင်ရတဲ့ physical world မှာအသက်ရှင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖခင်ကဟောဒီ physical world မှာအသက်ရှင်နိုင်ဖို့အတွက်ကိုယ်ခန္ဓာကိုပေးထားတာဒါပေမဲ့ကျွန်တော်တို့ဒီကိုယ်ခန္ဓာကတင်းရဲ့အဖြစ်ချင်းအမှန်မဟုတ်ဘူးကျွန်တော်တို့အထဲမှာရှိတဲ့ဝိညာဉ်ဖြစ်တယ်ဒါကြောင့်ပြောပါအောင်ကျွန်တော်ဒီဝိညာဉ်ဖြစ်တယ်ကျွန်တော်ကဝိညာဉ်ဖြစ်တယ်အဲ့ဒီဝိညာဉ်ကဒီကိုယ်ခန္ဓာထဲမှာလာနေတာခက်တာကဒီကိုယ်ခန္ဓာရဲ့အသွေးသားနဲ့စန္ဒတွေကအတွင်းထဲမှာရှိနေတဲ့ငါဖြစ်တဲ့ငါရဲ့ဖြစ်ချင်းအမှန်ဝိညာဉ်လူရဲ့အလိုစန္ဒနဲ့အမြဲတမ်းဘာဖြစ်နေလဲစန့်ကျင်ဘက်သဘောတရားဖြစ်နေဒါကြောင့်ကျွန်တော်တို့နေ့တိုင်းတိုက်နေရတဲ့တိုက်ပွဲကဘာလဲဆိုရင်ကိုတိုက်နေရတာဖြစ်ပါတယ်ဒီမှာရှိနေတဲ့ညီကောင်မောင်တွေကိုတိုက်ဖို့ရန်အတွက်သင်မစန်းစားတရွေ့မာနရဲ့လောက်ရက်တွေကိုတိုက်ဖို့ရန်အတွက်မနိုင်တော့အဲ့တော့ကိုတိုက်နေရတဲ့တိုက်ပွဲတွေကဘာတွေလဲကိုတိုက်နေရတဲ့အသွေးသားစန္ဒတွေဟုတ်လားကိုတိုက်နေရတဲ့ဖျားလိုတိုင်းမညီတဲ့အရာတွေကျွန်တော်ကကျင့်ချင်တဲ့အကျင့်ကိုမကျင့်နိုင်ဘူးတဲ့ကိုကျင့်ချင်တယ်ဒါပေမဲ့မကျင့်နိုင်ဘူးမကျင့်ချင်ဘူးဒါပေမဲ့ကျင့်တယ်လှုပ်ချင်တာကိုကြတော့မလှုပ်ဘူးမလှုပ်ချင်တာကိုကြတော့လှုပ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အတွင်းဝိညာဉ်တွေကနေပြီးတော့မလိုချင်တဲ့အရာတွေကိုကျွန်တော်ရဲ့ဇာတိကလိုချင်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီအတွက်သင်ကဘာလို့လဲနေ့တိုင်းမှာအဲ့ဒီဇာတိကိုတိုက်ရတယ်တိုက်ပွဲဝင်နေရတဲ့သူဖြစ်ပါတယ်နောက်တစ်ဒုတိယတိုက်ပွဲကဘာလဲဆိုရင်တဲ့အတွက်ပဲဖခင်ကဒီမှာတင့်ကိုမစ်ရှင်အနေနဲ့ခိုင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်အသက်လွတ်ဖို့ရန်အတွက်လောက်ပဲတင်ကကိုခံစစ်နဲ့ပဲကျွန်တော်ကဒါခံစစ်ကိုယ့်ရဲ့သွေးသားကိုတိုက်တာကခံစစ်လောက်ပဲရှိသေးတယ်နော်ထိုးစစ်မရောက်သေးဘူးထိုးစစ်ဆိုတာပြင်ပလောကကိုဘာလို့ရမှာလဲထိုးပေါက်ရတော့မှာနော်ဖခင်ရဲ့လူတွေကိုစာရန်ကတခါတည်းဖမ်းပြီးတော့အကျဉ်းချထားတယ်အဲ့ဒီအကျဉ်းထောင်ကိုဖောက်ပြီးတော့ဘာလို့ရမှာလဲဖခင်ရဲ့လူတွေကိုကေထုတ်ရမှာအဲ့ဒါကကျွန်တော်နောက်ထပ်တစ်ဆင့်တိုက်ရမယ်တိုက်ပွဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီတိုက်ပွဲကိုတင့်ကိုထားပါတော့စစ်မြေပြင်မှာတင့်ကိုလွတ်လိုက်တယ်ကဲမင်းအဲ့ဒီတိုက်ပွဲကိုတိုက်ပွဲတဲ့အဲ့ဒီစစ်မြေပြင်ကိုတွားပါနော်လို့ပြောလိုက်တယ်တင်းကတွားလိုက်တယ်စစ်မြေပြင်မှာရောက်တဲ့ခါကျတော့ရန်သူရပတ်လေဝိုင်းတယ်ဒါပေမဲ့ငါမတည်ဖို့ပဲအရေးကြီးတယ်တခါတည်းတင်မတည်ဖို့ကိစ္စကိုပဲဟုတ်လား
တင်းကိုရန်သူတွေမတိုက်ဖို့တင်းအသက်ရှင်ရုံပဲအဲ့ဒီနေရာမှာတင်းကလေပတ်နေတယ်ဆိုရင်ဘလောက်ပဲကြာတင်းမရှင်ကပြီးမလားမပြီးဘူးလေအဲ့တော့တင်းကဘာလို့ရမှာလဲဆိုရင်ကိုကာကွယ်ပြီးတဲ့အခါမှာထိုးစစ်ဆင်ရမှာဖြစ်ပါတယ်အာမင်အဲ့တော့မာနရဲ့လောက်ရက်ကိုကာကွယ်တဲ့ဝိညာဉ်တိုက်ပွဲမှာကတင်းတယောက်ထဲတိုက်ရတယ်တင်းတယောက်ထဲတိုက်ရတယ်ဘုရားခင်နဲ့အတူဝိညာဉ်တော်နဲ့အတူတင်းတိုက်ရတယ်ဒါပေမဲ့မာနရဲ့မြို့ယုံမြို့ပြကိုဖြိုဖျက်ဖို့ရန်အတွက်တိုက်ခတ်ရတဲ့တိုက်ပွဲကကြတော့အများနဲ့တိုက်ရတယ်ဗျူဟာချပြီးတော့တိုက်ရတယ်စစ်တပ်တွေကိုစုပြီးတော့တိုက်ရတယ်ဒီနေ့ကျွန်တော်စစ်တပ်စုဖို့ရန်အတွက်ပြောနေရမှာမဟုတ်ဝိညာဉ်ရေးရာကိုသဘောပေါက်ပါစေနော်အဲ့တော့ပြောချင်တာပါလဲဆိုရင်ဒီနေရာမှာတင်းရဲ့ဘဝဖယားခင်အနှင်ထားတဲ့တိုက်ပွဲအောင်မြင်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့ strategy တစ်ခုကိုပြောပြီးတော့ဒီနေ့မှာကျွန်တော်ခွန်အားယူကြမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဝင်ကားတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကဘာလဲဆိုရင် win the battle နော် hallelujah တိုက်ပွဲကိုအောင်နိုင်ခြင်းအဲ့တော့အခုနပြောတယ်ဆရာတို့အပြင်ရန်သူအတွင်းရန်သူတော့ဆရာပြောလိုက်အပြင်ရန်သူမပြောတယ်အပြင်ရန်သူကဘာလဲဆိုရင်အေဖက်အခန်းကြီး6အပိုက်ငယ်7အားလုံးသူတို့ကဖတ်ရအောင်အကြောင်းမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လန်ရကြသည်မဟုတ်အထွတ်မြတ်တို့နှင့်၎င်းအာနာစက်တို့နှင့်၎င်းလောကီမောင်မိုင်း၌အစိုးတရားပြုလုပ်သောမင်းတို့နှင့်၎င်းမောကောင်းကင်၌နေသောနှဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လန်ရကြ၏အတွင်းရန်သူကမိမိရဲ့ဇာတိဖြစ်ပြီးတော့အပြင်ရန်သူကတင်ကြည့်မရတဲ့သူမဟုတ်ဘူးအပြင်ရန်သူကတဲ့အတင်းပြောတဲ့သူလည်းမဟုတ်ဘူးတင်းကိုခဏစိတ်တူအောင်လုပ်တဲ့သူလည်းမဟုတ်ဘူးတင်းရဲ့တထဲလည်းမဟုတ်ဘူးတင်းရဲ့မန်နေဂျာလည်းမဟုတ်ဘူးနော်တင်းနဲ့တူအိမ်ငါးထားပြီးတခန်းထဲမှာနေပြီးတော့တပြက်စီမလဲတဲ့တယောက်လည်းမဟုတ်ဘူးနော်ပြဿနာတွေကအဲ့ဒါမဟုတ်ဘူးနော်ဒါကြောင့်ဝင်လေရွေးပင်မတို့သူငါထံတို့လာကြလောငါချမ်းသာပေးမယ်ပြဿနာတွေအားလုံးဘုရားခင်ရှေ့မှာယူလာပါဒီတစ်ပတ်မှာဝင်ငါလိုက်တယ်ပြန်သွားတယ်အားလုံးနောက်တစ်ပတ်မှာကျတော့သူ့မိန်းမကိုချီပြီးတော့ယူလာတယ်အရှေ့မှာလာဘာလောက်တာလဲအရန်ချစ်လို့များလားဆရာပဲပြောရလေရင်တစ်ပတ်ကပြဿနာတွေယူခဲ့ပါစို့တချို့ကကိုယ်မိန်းမကိုပြဿနာလို့မြင်တဲ့သူတွေရှိတယ်နော်အကောင်းကြီးမင်္ဂလာမှန်းသူမသိဘူးတခါကျရင်ရန်သူလို့ပြောရင်လူကိုသွားမြင်တတ်တယ်အသွေးသားရှိတော့ရန်သူမဟုတ်ဘူးတဲ့အဲ့ဒါဘာလဲဆိုရင်မာနဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာစစ်ရဲတိုက်ရတဲ့စစ်နည်းဗျူဟာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တို့လေ့လာကြမယ်ထွန်းမြောက်ကျမ်းအခန်းကြီး7ပိုက်ငယ်30ကနေပြီးတော့7နဲ့3မောရှေမာလိုက်ဒီအတိုင်းယောရှုပြု၍အာမလက်လူတို့ကိုစစ်တိုက်လေမောရှေအာရုန်ဟူရတို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏မောရှေသည်လက်ကိုချီသောအခါဣသရေလလူတို့သည်နိုင်ကြ၏လက်ကိုချသောအခါအာမလက်လူတို့သည်နိုင်ကြ၏တို့ရာတွင်မောရှေ၏လက်သည်ညောင်းသောကြောင့်သူတို့သည်ကြောက်ကိုယူ၍မောရှေကိုထိုင်စေပြီးလင်အာရုန်နှင့်ဟူရတို့သည်တယောက်တစ်ဖက်နေသူ၏လက်ကိုမှကြ၏တို့ဖြစ်၍နေဝင်သည်တိုင်အောင်သူတို့လက်အာမင်အဲ့တော့ဒီနေရာမှာစစ်တိုက်တဲ့စစ်နီးဗျူဟာတခုကျွန်တော်တို့ဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့တိုက်ပွဲကိုအနိုင်ရဖွင့်တဲ့ structure တခုဖြစ်တယ်ဘာလဲဆိုရင်ဣတိလလူမျိုးတွေကအာမလက်လူတွေနဲ့စစ်တိုက်ကြတယ်အာမလက်လူတို့နဲ့စစ်တိုက်တဲ့အခါမှာစစ်သူကြီးအရှေ့တန်းထွက်တဲ့သူကယောရှုနဲ့စစ်သားတွေဖြစ်ပါတယ်အဲ့ဒီယောရှုနဲ့စစ်သားတို့ကဘာလုပ်ကြလဲဆိုရင်အာမလက်လူတွေကိုစစ်တိုက်တယ်ဒါပေမဲ့မောရှေကကြတော့တောင်ပေါ်ကိုတက်ပြီးတော့လက်ကိုချီထားတယ်လက်ကိုမြောက်ထားတယ်လက်ကိုမြောက်ထားတဲ့အခါမှာ तू ကလက်မြောက်ရင်ဟိုကစစ်နိုင်တယ် तू ကလက်ကိုချလိုက်ရင်စစ်ရှုံးတယ်ပြန်တင်လိုက်ရင်စစ်ကပြန်နိုင်တယ်ပြန်ချလိုက်ရင်ဘာဖြစ်လဲစစ်ရှုံးတယ်အဲ့ဒါအတွက်ကြောင့်မလို့ကြာလာတော့စက်ကခဏလေးတိုက်တာမဟုတ်လေစစ်တိုက်တယ်ဆိုတာကဟုတ်တယ်မလားအခုမှပဲစစ်တိုက်တာတဖြည်းဖြည်းမြန်လာတာဟုတ်လားဘာလို့ဆိုတော့အခုဆိုရင်အီရန်ကိုအမေရိကန်ကတိုက်တာဘယ်တော့မှမကြာလိုက်ဘူးလေဟုတ်လား
ခဏလေးပဲကြားတယ်နော်အခုခေတ်ကနေပညာဆိုနည်းနည်းမြန်လာတော့အရင်တော့ဆိုစစ်တိုက်တာအရန်ကြားစစ်ကဘာဘယ်လိုတိုက်ရလဲဆိုရင်ဓာတ်နဲ့တိုက်ရတာဓာတ်နဲ့မျက်နှာချင်းဆိုင်ပြီးခေါ်ရတာနော်မလွယ်ဘူးအခုလိုမျိုးပုံပြီးတော့ဒုံးကြီးနဲ့ပြစ်တာမဟုတ်ဘူးအဲ့ဒီခေတ်မှာဆိုရင်မြင်းစီးတရေတွေဆိုရင်မြင်းစီးပြီးတော့မင်းပေါ်ကနေပြီးတော့ခုတ်ကြတာလန်နေနဲ့ထိုးကြတာဓာတ်နဲ့လူချင်းတွေ့ပြီးတော့ဓာတ်နဲ့ခုတ်ကြတာနော်တကယ်ကိုမှတတိရှိတဲ့သူတွေဖြစ်တယ်ဒီခေတ်မှာဒါအဲ့လိုတိုက်ရမယ်ဆိုဘယ်သူမှတိုက်ရဲမှာမဟုတ်ဘူးနော်ဒါပေမဲ့စစ်သားတွေတော့ရပါတယ်ကျွန်တော်ကစစ်သားမဟုတ်လို့ပါနော်ဘာကြောင့်လဲဆိုတော့ခင်ဗျားစဉ်းစားကြည့်အခုလက်ဝှေ့ထိုးတဲ့သူတွေပေါ့နော်ဟာလက်ဝှေ့ထိုးတဲ့သူတွေကိုကြည့်ပြီးတော့မှအရန်ကြောက်စရာကောင်းနော်အခုလက်ဝှေ့ကွင်းမှာဆိုတော့လက်ဝှေ့မှာလူတွေအများကြီးကြည့်နေတော့သူအားရှိတော့နည်းနည်းထိုးရည်သေးလေနော်အဲ့ဒီညောင်ဘယ်သူမှမကြည့်နေဘဲနဲ့ထိုးရင်မလွယ်ဘူးအဲ့ဒီညောင်လေဟုတ်မလားကျွန်တော်တခုတွေးလိုက်တာတဲ့လားအဲ့ဒီထိုးတဲ့နီးကလေဘယ်လိုထိုးလဲဆိုတော့အဲ့ဒီတန်စကာချင်းချင်းလေးမှာတန်စကာကသူက၄ပေပတ်လေလောက်ပဲရှိတယ်နော်အဲ့ဒီတန်စကာ၄ပေပတ်လေလောက်ပဲရှိတယ်အဲ့တော့ဒီတယောက်ကထိုးရင်အဲ့ဒီမျက်နာကိုဘာလို့လဲကွက်တိဟိုဘက်ကတယောက်ထိုးရင်မျက်နာကိုကွက်တိအဲ့လောက်ပဲချင်းချင်းလေးတန်စကာထဲမှာလုံးဝတန်စကာထူကြီးထဲမှာထည့်ထားပြီးတော့လုပ်ပြီးတော့တင်းနဲ့သုံးဆိုတာနဲ့ထိုးကြတာဟာမလဲတာကိုကြည့်ပြီးတော့ကျွန်တော်လန့်နေနော်ကာပေးမဲ့သူလည်းမရှိဘူးလေကာတဲ့သူကဘေးမှာနော်တကောတဲ့တကုံထိုးကြအဲ့တော့မလွယ်ဘူးတိုက်ပွဲဆိုတာမလွယ်ဘူးနော်အဲ့ဒါတော့အားပေးမဲ့သူရှိလို့ထိုးကြတာအဲ့တော့ပြောချင်တာတိုက်ပွဲအရန်ကြတယ်နော် maybe ၄-၅ ရက်လေးကြာနိုင်တယ်3-4 ရက်လေးကြာနိုင်တယ်တေချာတာကတော့ငါတို့ဝတ်ပြုတ်တယ်လို့မျိုးတနာရီတော့မဖြစ်နိုင်ဘူးအဲ့ဒါဆိုလက်ထားရဲဆိုခင်ဗျားစဉ်းစားကြည့်လေလွယ်လားမလွယ်ဘူးလက်မြောက်ညောင်းတော့ညောင်းတဲ့ကမှာဟိုကစစ်ရှုံးတယ် तू ကမှားတဲ့ခါကျတော့စစ်နိုင်တယ်ဒီတဘောကိုတေးတဲ့ခါမှာအဲ့ဒီမှာရှိတဲ့အာယုံနဲ့ဟူရာကဘာလို့လဲဆိုတော့မောရှေကိုတဲ့ကြောက်ခဲတလုံးပေါ်မှာထိုင်ခိုင်းတယ်ကြောက်တုံးပေါ်မှာထိုင်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကိုကင်ပြီးတော့မှခြိထားပေးတယ်တဲ့ခြိထားပေးပြီးတော့စစ်တိုက်ပွဲအောင်တဲ့အထိသူတို့ကဘာလို့ပေးလဲဆိုရင်ကင်ပေးတဲ့ခါမှာနောက်ဆုံးမှာတိုက်ပွဲအောင်သွားတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့မစ်ရှင်ရှိတယ်ကျွန်တော်တိုက်နေရတဲ့တိုက်ပွဲရှိတယ်ကျွန်တော်ပြောမယ်အသင်းတော်ဆိုတာအခုဒီနေ့မှာအသင်းတော်မှာအပတ်တိုင်းလာစုတယ်ကျွန်တော်မိသားစုဖြစ်ချင်းဆိုတော့တည်ဆောက်နေမလားမိသားစုဖြစ်ချင်းဆိုတော့တည်ဆောက်တယ်တယောက်နဲ့တယောက်ရင်းနဲ့အကျွမ်းဝင်ခြင်းကိုတည်ဆောက်တယ်ဒါပေမဲ့လေအဲ့လောက်နဲ့ပြီးမှမဟုတ်ဘူးအဲ့ဒီမိသားစုဖြစ်ချင်းလောက်နဲ့တယောက်နဲ့တယောက်ရင်းနှီးပျော်ပါပြီးတော့မှနှွေးထွေးပြီးတော့မှနောက်ဆုံးကြာလာတဲ့ခါကျတော့မပူမအေးခရိယန်တွေပြန်ဖြစ်လာတာအဲ့ဒီ traditional ထဲမှာပဲပြန်ဝင်လာတာမျိုးမဟုတ်ဘူးဖခင်ခင်ကကျွန်တော်တို့ကိုအောင်ပွဲတွေတစ်ခုပြီးတစ်ခုယူပွင့်တဲ့ဖခင်ကတင့်ကိုခေါ်ထားတာဖြစ်ပါတယ်ခွန်အားပဲယူဖို့အတွက်လာနေတာမဟုတ်ဘူးတိုက်ပွဲဝင်ဖို့ရတဲ့တင့်ကိုဘုရားခင်ကခေါ်တာဖြစ်ပါတယ်အဲ့ဒီတည်းမှာပထမအဆုံးအဖွဲ့ကဘယ်သူလဲဆိုတော့ယောရှုအဖွဲ့ဖြစ်ပါတယ်ယောရှုကအရှေ့တန်းအဖွဲ့ဖြစ်တယ်နှစ်ဖွဲ့ရှိတယ်အရှေ့တန်းမှာတိုက်ပွဲဝင်တဲ့သူနဲ့အနောက်မှာလက်မြောက်တဲ့ခေါင်းဆောင်ကျွန်တော်ယုံကြည်သူတွေရဲ့အသက်တာထဲမှာအသင်းတော်ထဲမှာဘယ်သူတွေကတိုက်ပွဲဝင်နေတယ်လဲအဲ့ဒါအရေးကြီးတယ်ကိုယ့်ကိုယ်ပဲကာကွယ်ပြီးတော့ကိုယ့်ရဲ့တွေးသားစံသားတွေကိုပဲညှင်းပယ်ပြီးတော့ဘဝကုန်နေပြီလား no အဲ့လောက်နဲ့ပဲမပြီးနဲ့အဲ့ဒါဖယားခင်မစ်ရှင်ကိုကျွန်တော်ပြီးစေတဲ့သူတွေမဟုတ်ဘူးနေ့တိုင်းလှုပ်ချင်တာမလှုပ်ချင်တာလှုပ်နေရတဲ့အသက်တာထဲမှာပဲကိုရောကျွန်တော်ရဲ့အားနဲ့ချက်ကိုရောကျွန်တော်ကိုနားလေပေးပါကိုရောကျွန်တော်ရဲ့ဘဝကလေတိဆောက်ပါအောင်မယ်ခိုင်ခန့်လာအောင်တခါလေကျရင်ကျွန်တော်တက်တေခံတဲ့ခါမှာဘာလဲဆိုကျွန်တော်ခိုင်ခန့်ဖို့ပြင်ဆင်နေပါတယ်ကျွန်တော်တို့လေခိုင်ခန့်လာဖို့ပြင်ဆင်နေပါတယ်သူခိုင်ခန့်တာပြင်ဆင်တာလည်းမပြီးတော့တချို့ cell group တွေဆိုရင်လာပြီးတော့ပြောတယ်တခါလဲဟာငါတို့နှွေးထွေးမှုရဖို့မိသားစုဖြစ်ချင်းရဖို့အဲ့လိုပြောလာတာဘယ်နှစ်ရှိနေပြီလဲအဲ့ဒါပန်းတိုင်လားမဟုတ်ဘူးအောင်ပွဲရချင်ကပန်းတိုင်ဖြစ်တယ်ဖျားခိုင်းထားတဲ့ຢာပြီးဖို့ပန်းတိုင်ဖြစ်တယ်ဒီနေရာမှာပဲတစ်ချိန်လုံးခိုင်ခန့်ဖို့နှွေးထွေးဖို့အဲ့လိုပဲကျွန်တော်တို့နောက်တစ်ဆင့်ကိုသွားတော့မယ်ဘာကြောင့်ဒီနေ့ကကျွန်တော်တို့ဘာလုပ်လဲဆိုရင် the year of expander အခုကကျွန်တော် expand ကိုသွားမယ်တိုးချက်မယ်ချက်တွင်မယ်မာနရဲ့လုပ်ရက်တွေကိုဖြိုဖျက်ပြီးတော့ဒီနေ့ဖယားရဲ့နိုင်ငံတော်ကျေပြန့်လာဖို့အတွက်ခြေလန်းလန်းတဲ့သူတွေဖြစ်တယ်အဲ့တော့ the arrow ကဘယ်သူတွေလဲဆိုတော့အရှိမမတည့်ရတဲ့သူတွေဖြစ်တယ် the arrow ကအရှိမစစ်တိုက်တဲ့သူတွေဖြစ်ပါတယ်သူတို့ကရန်သူရဲ့နေမြေကိုထိုးဖောက်ဝင်ရမယ့်သူတွေဖြစ်ပါတယ်သူတို့ကမြို့ရိုးမြို့ပြတွေကိုဖြိုဖျက်မဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ arrow လို့ခေါ်တာ arrow ကဒီနားမှာမနေဘူး
arrow ကတစ်ချိန်လုံးဒီထဲမှာမထည့်ထားဘူးထည့်ထားပြီးယူပြီးတော့ပြေးရတယ်ပြီးရင်အဝေးဆုံးရောက်မဲ့သူကဘာတူလဲအဲ့ဒါ the arrow အာမင်ဒါဆိုရင်ငါတို့ရဲ့တိုက်ပွဲကဘာလဲမာနတဲ့တင်ဘာတိုက်နေပြီလဲဒီနေ့မှာရှိတဲ့သူတွေတင်းဧဝံဂေလိဟောသလားတင်းရဲ့ cell group ဧဝံဂေလိဟောလားတင်းရဲ့လုပ်ငန်းမှာဧဝံဂေလိဟောသလားဧဝံဂေလိမဟောဘဲနဲ့တိုက်ပွဲဝင်နေတယ်လို့ပြောလို့မရဘူး cell leader တွေတင်းတို့ရဲ့ cell group ကဧဝံဂေလိဘယ်နှချိန်ဟောတယ်လဲဘယ်နှယောက်ကိုဟောတယ်လဲခိုင်ခံဖို့ပဲစူးစမ်းနေတော့မလားမိသားစုဖြစ်ချင်တဲ့မှာပဲပျော်နေတော့မလားဧဝံဂေလိမဟောတော့ဘူးလားဘာကြောင့်လဲဆိုတော့မာနကချုပ်ထားတဲ့ဟိုမှာအခန်းချင်းချင်းနဲ့မှထားပြီးတော့နှိပ်စက်နေတာနေ့တိုင်းအဲ့ဒီလူတွေရဲ့အသက်တာပြောင်းလဲလာဖို့အတွက်တင်တိုက်ပွဲဝင်နေသလားအဲ့ဒီသူတွေကဘာလို့လဲအရှေ့တန်းသွားနေတဲ့သူတွေဖြစ်ပါတယ်အဲ့တော့အသင်းတော်ထဲမှာရှေ့တန်းသွားနေတဲ့သူတွေရှိတယ်အဲ့ဒီလူတွေကဘာလုပ်တာလဲဆိုရင်တိုက်ပွဲဝင်နေသူတွေဖြစ်တယ်ဧဝံဂေလိဝင်ငှတဲ့သူတွေကတိုက်ပွဲဝင်တဲ့သူဖြစ်တယ်ဧဝံဂေလိဝင်ငှပြီးသားလူတွေကိုလိုက်ပြီးတော့ follow up လုပ်ပြီးဖခင်ရဲ့နိုင်ငံတော်ထဲမှာရောက်လာအောင်လက်တွေ့မှုဆောင်နေတဲ့သူကတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ပုပ္ပပေါ်မှာမတ်တရပြီးတော့ဘုရားကနှုတ်ကပတ်တော်တရားကိုရဲရင်စွာဆေလို့ဟောပြောတဲ့သူတွေကတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်အရှိတန်းဝင်တဲ့သူတွေဖြစ်တယ်state ပေါ်မှာနေရာယူပြီးတော့မှဖခင်ရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့ကြိုးဆိုပြီးတော့ဥဆောင်ရတဲ့သူတွေကအရှိတန်းမှာတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်ပါတယ်အာမင်အသင်းတော်ရဲ့ cell group ဒီခုချင်းစီတိုင်းကိုသူတို့ဥဆောင်ပြီးတော့ဒီနေ့ဖခင်ရဲ့တပ်ဖွဲ့တွေကိုစုနေတဲ့သူတွေကအဲ့ဒီလူတွေကတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်ပါတယ်ဒီလိုပဲဒီနေ့အသင်းတော်ထဲမှာတင်ရောက်လာတဲ့အခါမှာလည်းပဲဒီမှာရှိတဲ့ညီကောင်မတို့တင်တိုက်ပွဲထဲမှာဒီတိုက်ပွဲမှာအဖွဲ့၃ပွဲရှိတယ်နံပါတ်1ပွဲကရှေ့တန်းမှာတိုက်ပွဲဝင်နေတယ်နောက်ဒုတိယတစ်ပွဲကဘာလဲခေါင်းဆောင်များဖြစ်ပါတယ်ဒီ arrow ဆိုတာ arrow ကပြည့်ရမဲ့လူလို့တယ်ပြည့်မဲ့သူလို့တယ်အဲ့ဒီ arrow ကိုတီဆောက်မဲ့သူလို့တယ်အနည်းဆုံးကိုဆွဲပြီးတော့ပြည့်ရတယ်အရင်ဆုံးဘာလို့ရလဲအနည်းဆုံးကိုအရင်ဆွဲရတယ်ရင်ပတ်နာတော့အရင်ကတ်ရတယ်ကတ်ပြီးမှပြည့်ရတယ်ဒီနေ့ဘုရားခင်ကလေတင့်ကိုအရင်ဆုံးသူ့ရဲ့ရင်ဝင်နဲ့အရင်ဆွဲတယ်ဟာလေလုယာသူ့ရဲ့မေတ္တာနဲ့တင့်ကိုဖြည့်ထားပေးတယ်သူ့ရဲ့မေတ္တာနဲ့ဖြည့်ပြီးတဲ့ခါကျရင်တင်းမျက်လုံးနဲ့တင်ချရေထားမယ်တသက်လုံးရင်ဝင်ထဲမှာပဲနှွဲ့ဆိုးဆိုးဖို့မစင်စားနဲ့အချိန်တိုင်ဘုရားခင်တင့်ကိုပြည့်ရတော့မှာတချို့ကဘုရားကျောင်းမှာပျော်သွားတယ်တချို့က set group မှာပျော်သွားတယ်တချို့မိသားစုဖြစ်ခြင်းထဲမှာပျော်သွားတယ်အချို့ကခွန်အားယူခြင်းလောက်ပဲပျော်သွားပြီဘုရားခင်သူ့ကိုပြစ်ချင်နေပြီဘုရားခင်ကယန်သူရဲ့ရင်ဝကိုထုတ်ချင်းခွင်းဖို့ရန်သူ့ကို ready ပြင်ဆင်ထားပြီးသွားပြီဒါပေမဲ့ तू ကပြောတာငါမတော်ဘူးဒါပေမဲ့ဒီနေ့တင်စပြီးတော့ရှေ့တန်းသွားဖို့ပြင်ဆင်ရတော့မယ်ဟာလေလုယာခေါင်းဆောင်ကဘာလဲခေါင်းဆောင်ကစစ်မြေပြင်တစ်ခုကိုစစ်တိုက်နေတဲ့အချိန်မှာကုတ်ကဲရေးဌာနဆိုတာလိုအပ်တယ်အဲ့ဒီကုတ်ကဲရေးဌာနမှာအမိန့်ပေးနေတဲ့သူတွေတွားဖို့လာဖို့ပြီးတဲ့အခါကျရင် strategy ချပေးနေတဲ့သူတွေဘယ်လိုနီးလန်းနဲ့တိုက်ရမလဲဆိုတော့ strategy ချပေးနေတဲ့သူတွေနော်အမားတွေမှန်တယ်အမားအမှန်တွေကိုသူတို့ရဲ့အသက်တွေကိုကာကွယ်ပေးဖို့ရတဲ့ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုသူကဘာလုပ်ပဲဆိုအဲ့ဒီကုတ်ကဲရဲ့ဌာနမှာထိုင်ပြီးတော့မှသူကဘာလုပ်ပေးနေရတယ်လဲအဲ့ဒီတိုက်ပွဲတစ်ခုလုံးကိုကြည့်ပေးနေအဲ့ဒါ leadership ဖြစ်တယ်အဲ့တော့လူငယ်တွေက leadership မရှိရင်ကျွန်တော်တို့ကတင်တိုက်ပွဲဘယ်လောက်ပဲတိုက်ပွဲတိုက်ကောင်းကောင်းတင်ကစစ်မြေပြင်မှာရောက်နေပြီခင်ဗျားစဉ်းစားကြည့်တောကျတောင်ကြားတွေကစစ်မြေပြင်မှာတင်စစ်တိုက်နေရတယ်တင်ကိုကုတ်ကဲတဲ့ဌာနကနေပြီးတော့မှအတဲ့။အချက်လက်တင်မရဘူးဆိုရင်တင်ဘလောက်ပဲတော်အဲ့ဒီတိုက်ပွဲကိုနိုင်အောင်တင်မလုပ်နိုင်အောင်ဒါပေမဲ့ကုတ်ကဲဌာနမှာသိတယ်ဒီအဖွဲတွေဒီနားမှာတိုက်ပွဲတိုက်နေတယ်ဆိုရင်အဲ့ဒီသူတို့တိုက်ပွဲတိုက်ရဲ့တောင်ရဲ့ဟိုဘက်မှာဘာရှိတယ်လဲအခုသူတို့စောက်ထားတဲ့နေရာဘယ်နားမှာသူတို့ရောက်နေတယ်လဲနောက်တရံသူအင်အားဘယ်လောက်ရှိတယ်လဲအဲ့ဒါကိုကျွန်တော်ဘယ်လိုကြော်တက်ရမလဲဆိုတာကိုအဲ့ဒီခေါင်းဆောင်တွေကသိတယ်အဲ့ဒီခေါင်းဆောင်တွေကအဲ့ဒါကိုစီမံပေးနေတာအဲ့ဒါကိုသူ့ကိုဘာလို့ပေးနေလဲဆိုညွန်ကြားပေးနေတာဖြစ်ပါတယ်ဒါကြောင့်သင်ကဘုရားခင်ရဲ့နိုင်ငံတော်ထဲမှာတခါတလေကျွန်တော်အရေးချင်းတွေရှိတယ်ကျွန်တော်ရဲ့အထဲထဲမှာဘုရားခင်ဘက်သားအစွမ်းစားတွေရှိတယ်ကျွန်တော်ရဲ့အထဲထဲမှာလည်းပဲသူများနဲ့မတူတဲ့ထူးခြားတဲ့အရေးချင်းတွေအစွမ်းတတိတွေရှိတယ်
ဒါပေမဲ့အဲ့ဒီအရေးချင်းနဲ့မပေါ်လွင်လာဘူးဘာဖြစ်လို့မပေါ်လွင်လာတဲ့မှာခေါင်းဆောင်မရှိဘူးတဲ့ကိုလက်မြောက်ပေးနေတဲ့သူမရှိဘူးတဲ့ကိုညွန်ကြားပေးမဲ့သူမရှိဘူးစောက်ရမယ့်အချိန်တက်ရမယ့်အချိန်တိုက်ရမယ့်အချိန်နဲ့နားရမယ့်အချိန်တဲ့ကိုတတ်မှတ်ပေးနေတဲ့သူမရှိဘူးဖျားရှိမှဝိညာဉ်ရေးမှာတဲ့တော့လက်မြောက်ပေးနေတဲ့သူမရှိရင်အဲ့ဒီအရေးချင်းနဲ့အားလုံးကစစ်မြေပြင်မှာအလကားမြင်မြုပ်ခံရလိမ့်မယ်ဒါကြောင့်တဲ့ရဲ့ခေါင်းဆောင်တွေရှိတယ်ဖျားခင်တဲ့တော့ပေးထားတဲ့ခေါင်းဆောင်အောက်မှာကျွန်တော်ကဝန်ခံရမယ်မိမိရဲ့ခေါင်းဆောင်တွေကိုဘာလို့ရမလဲဆိုရင် respect ပေးရမယ်မိမိရဲ့ခေါင်းဆောင်တွေရဲ့ညွှန်ကြားချက်တခါလေကျွန်တော်နားမလည်နိုင်ဘူးနားမလည်ရတဲ့အကြောင်းကကျွန်တော်တို့ညံ့လို့မဟုတ်ဘူးကျွန်တော်တို့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့စစ်မြေပြင်မှာရောက်နေလို့စစ်မြေပြင်မှာစစ်တိုက်ပြီးရန်သူကိုအာယုံစိုက်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုခြုံပြီးကြည့်နေဖို့ရန်အတွက်ကျွန်တော်တို့အုံနောက်ကမအားဘူးအဲ့ဒါအတွက်ကြောင့်မလို့ဘာလို့ရလဲဆိုရင်အဲ့ဒီခေါင်းဆောင်ရဲ့ညွှန်ကြားချက်သူကြည့်နေမြင်နေတဲ့အရာကိုကျွန်တော်ကဘာလို့လဲသူ့ရဲ့ညွှန်ကြားချက်နောက်ကိုလိုက်တဲ့အခါမှာအောင်ပွဲကိုရတယ်ဒါကြောင့်ဝိညာဉ်မှာတင့်ကိုဘုရားခင်ခေါင်းဆောင်တွေပေးထားတယ်ဆိုရင်ဘုရားကျေးဇူးတော်ချီးမွမ်းပါအဲ့ဒီခေါင်းဆောင်တွေကိုဝန်ခံအနံ့ပြီးတော့မှဘုရားခင်နဲ့အတူသွားပါဘုရားခင်တင့်ကိုအပ်တဲ့တိုက်ပွဲတွေအားလုံးကိုနိုင်ရတော့အခွင့်ကိုပေးမှာဖြစ်ပါတယ်ဟာလေလုယာဘုရားခင်တင့်ကိုတိုက်ပွဲတွေကိုတိုက်စေခြင်းနဲ့ဒါပေမဲ့ဒီနေ့တချို့ကဘုရားခင်တိုက်ခိုင်းတဲ့တိုက်ပွဲကိုအချောင်ခိုတဲ့သူတွေရှိတယ်အေးစေအနာယူနေတဲ့သူတွေရှိတယ်တောင်းဝမယူချောင်းတောင်းဝမခံချောင်းအဲ့တော့ဘုရားခင်တင့်ကိုခိုင်းတဲ့အလုပ်ကိုတင်မလုပ်ရင်ဘလောက်အန္တရာယ်ရှိတယ်လေဆိုတာကိုနှုတ်ကပတ်တော်တွေကကျွန်တော်ကိုတတ်တဲ့တရကတွေ့ရဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး7အပိုက်ငယ်1နဲ့အခါလေ၍ရှင်ဘုရင်တို့သည်စစ်တိုက်ချိန်ရောက်သောအခါဒါဝိဒ်သည်ယွာဘနှင့်ကျွန်များဣတေလအမျိုးသားအပေါင်းတို့ကိုစေလွတ်သည်ဖြင့်သူသည်အာမုန်အမျိုးသားတို့ကိုတိုက်ပြည့်ရာဗာမြို့ကိုဝိုင်းထားကြ၏ဒါဝိဒ်သည်ကိုတိုင်ယေရုရှလင်မြို့၌နေလေ၏နောက်တနေ့၌ညဦးရ၌ဒါဝိဒ်သည်လျောင်းဆက်ရာမှထ၍နန်းတော်ပေါ်စင်ကြံသွားစဉ်တွင်အလွန်အစင်းလှသောမိန်းမတစ်ယောက်ရေချိုးနေသည်မြင်တော်မူ၏တွေ့ပြီဒီအရိုများကိုဘုရားခင်ကဘာလုပ်ဖို့ထားရလဲစစ်တိုက်ဖို့ထားတာအခါလေ၍ရှင်ဘုရင်တို့စစ်တိုက်ချိန်အဲ့ဒီချိန်ကဒါဝိဒ်ကစစ်မြေပြင်ကိုတွားပြီးတော့စစ်တိုက်ရမယ့်အချိန်ဖြစ်တယ်ဒါပေမဲ့သူကပြင်းတယ်သူ့အောက်ကလူတွေကိုခိုင်းပြီးတော့အေးစေးလျောင်းပြီးတော့လျောင်းတဲ့နေရာကနေပြီးတော့ထလာပြီးတော့ဘာလုပ်လဲစင်ကြံလျှောက်တယ်အေးစေးလျှောက်သွားပြီးတော့အနားယူနေကြည့်ကျွန်တော်ရဲ့အုံနောက်ကဘာလို့လဲဆိုတော့လေဟာနဲ့ထားလို့မရဘူးဘာမှအာယုံစိုက်စရာမရှိတော့တဲ့အုံနောက်မျိုးဘာမှဆက်လုပ်စရာမရှိတော့ပဲပိတ်မိနေတဲ့အရာမျိုးလုပ်လို့မရဘူးအဲ့ဒါဆိုဘဝပြတ်ပြီကျွန်တော်လူတွေရဲ့အတွေးခေါ်ထဲမှာသစုံတစ်ခုကိုဒီဇိုင်းမတ်အာယုံစိုက်ပြီးတော့အောင်ပွဲတွေတစ်ခုပြီးတစ်ခုရယူနေတဲ့အသက်တာကပဲတိုးပွားခြင်းတိုးတက်ခြင်းကိုရတယ်လို့အနောက်အရှက်ဒီတော့ဘာလုပ်နိုင်လဲဆိုရင်လွတ်နိုင်တယ်နောက်မစကျွန်တော်ထဲမှာအနောက်ရှက်တွေအယမ်းများတယ်ဒါဝိဒ်ကဘာလုပ်နေလဲတွားရမှာကိုပြင်းနေတယ်ပြင်းနေတဲ့အတွက်ကြောင့်မလို့ तू ကအေးစစ်အနားယူလိုက်မိတဲ့အခါမှာဘာကိုတွေ့သွားလဲဆိုရင်ဘာရရှိဘာကိုတွေ့သွားတယ်ရေချိုးနေတယ်မမြင်တဲ့နာမြင်တယ်မြင်တော့လေ तू ဘာမှလုပ်စရာမှမရှိတာခေါ်လာခဲ့ပြစ်မာတယ်ပြစ်မာပြီးတော့လေသူ့အဆက်ကိုဖုံးချင်တော့သူ့အမားကိုဖုံးချင်တော့သူ့ယောက်ျားကိုခေါ်ပြီးတပ်ပလိုက်တယ်နောက်ဆုံးတော့သူ့များမယားကိုတိန်းတယ်ထာဝရဘုရားရဲ့စိတ်တော်နဲ့တွေ့တော်သူဘယင်တကာတို့ရဲ့ဘယင်ထဲမှာဒါဝိဒ်မင်းကြီးယနေ့ထိတိုင်အောင်နာမည်ကြီးတယ်နာမည်ယူရင်တော့မှဒါဝိဒ်ပဲယူချင်တယ်ဘယ်သူမှယူဒရှကာယုမယူချင်ဟုတ်မလားယူသားတဲ့နာမည်ကတော့ဒါဝိဒ်ပေါလုပေတရုယောဟန်ရောက်တာကအရက်ဆိုင်ဆိုမကြိုက်ဘူးဟုတ်တယ်မလားအဲ့တော့နာမည်နဲ့လိုက်အောင်အသက်ရှင်ဖို့လည်းလိုသေးတယ်ဟုတ်တယ်မလားအဲ့တော့ဒီနေ့မှာဒါဝိဒ်သူ့ဘဝမှာအမဲဆက်အကြီးကြီးတစ်ခုထင်သွားတယ်နော်ဒီကိစ္စကဘယ်သူမှမသိအောင်သူတိတ်တိတ်ကလေးလုပ်ခဲ့တာဒါပေမဲ့ဘုရားကဖော်ပလိုက်တာဒါဝိဒ်
တွေ့လားအဲ့ဒီဒါဝိဒ်လုပ်ခဲ့တာဘာကြောင့်လဲသိလားစစ်တိုက်ချိန်မှာစစ်မတိုက်ပဲအချောင်ကိုလို့ဒါကြောင့်ဝိညာဉ်ရေးရမှာအချောင်ကိုလို့မရဘူးဝိညာဉ်ရေးရမှာအချောင်ကိုမိသွားတာနဲ့အဲ့ဒီလွတ်နေတဲ့အချိန်မှာပြဿနာစတာပဲဒါကြောင့်ဒီနေ့ကျွန်တော်ဒီအဲ့လိုလူငယ်တွေကအပတ်တိုင်းမှာကျွန်တော်ဖယားသခင်အတွက်အစေခံတယ်အမှုဆောင်တယ်စက္ကကြတယ်ကျွန်တော်တို့ရှေ့တိုင်းမှာတိုက်ပွဲဝင်ကြတယ်ဖယားသခင်ရဲ့ရှေ့တော်မှာကျွန်တော်အမှုဆောင်အစေခံကြတယ်ကျွန်တော်နားရမရှိဘူးဒီအဲ့လိုလူငယ်များနားရရှိလားနားရမရှိဘူးမရှိဘူးတပတ်မှာတရက်ဆန်ဒေးနားတယ်အဲ့ဒီဆန်ဒေးနားတဲ့နားရကကျွန်တော်တို့နားရမဟုတ်အဲ့ဒီနေ့ကျွန်တော်ရဲ့ဝိညာဉ်ရတိုက်ပွဲနေဖြစ်တယ်အဲ့ဒီနေ့အိမ်တော်မှာအစေခံတဲ့နေ့ရဖြစ်တယ်အဲ့ဒီနေ့ဖယားသခင်အတွက်အသက်ရှင်တဲ့နေ့ရဖြစ်တယ်ယုံကြည်သူတွေကိုတိဆောက်ပြီးတော့ဧဝံဂေလိဟောရတဲ့အရက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တက်နားရက်မရှိဘူး။ကျွန်တော်တို့တက်နားရက်မရှိတဲ့အတွက်ကြောင့်အနောက်ရှက်လည်းမရှိဘူး။ဟုတ်လား။အဲဒီလူငယ်တွေအပြစ်မလုပ်ချင်တဲ့ရုပ်မပေါ်ဘူး။ဟုတ်လား။သူများတွေလိုပဲ online ထဲမှာကြည့်ပြီးတော့နော်အမျိုးမျိုးဖြစ်ချင်လုပ်ချင်တာပဲ။ခက်တာမအားဘူးဖြစ်တယ်။လှုပ်လို့မအားဘူး။အလောက်ကပြန်လာရင်ဆဲသွားရအောင်အေးဆက်အဲ့ဒါနဲ့မနေ့ပြန်ကြရင်အလုပ်ပြန်သွားညပြန်လာတဲ့ခါကျတော့အကတိုက်ရအောင်နဲ့အော်ဟုတ်လားပြန်အကပြန်တိုက်ပြောမနေ့ပြန်လာအော်မီတင်ရှိတယ်တဲ့အော်မီတင်လားအေးမီတင်ဆိုတော့မီတင်ပေါ့အဲ့ဒါမီတင်သွားလိုက်ပြန်လာမနေ့ပြန်တော့မဟုတ်ဘူးတဲ့မနေ့ပြန်ကြရင် Wednesday ညမှာနော် weekday service ရှိတယ်အော်ဟုတ်လား weekday service ရှိတယ်ဆိုတော့လေသွားတာပေါ့တဲ့သွားတယ်မနေ့ပြန်အလုပ်ပြန်သွားပြန်လာတော့ကြာတာတဲ့ဒီနေ့ကမဟုတ်ဘူးဒီည cell ရှိတယ်အဲ့ဒါနဲ့ cell ပြန်သွား cell သွားတော့တောက်ကြနေရောက်ပြီဆိုတောက်ကြနေရောဘလို့တောက်ကြနေကြတော့တဲ့နောက်တစ်ပတ်တရားဟောဖို့နော်တင်တန်းတက်ရမယ်ဟာတင်တန်းအဲ့ဆိုတော့တင်တန်းတက်ပေါ့အဲ့ဒါနဲ့စနေနေ့ညဆိုတော့နားရမလားဆိုမနာဘူးစနေနေ့ညဘာလုပ်ရမလဲ ministry meeting ရှိတယ်အဲ့မှာ meeting ပြန်သွားရတပတ်လုံးသူ့မှာဘာလုပ်လဲနားတဲ့ချိန်မရှိနော်ဘာကြောင့်လဲစစ်တိုက်နေရနားလို့ရလို့ကတော့ဘာဖြစ်မယ်ထင်လဲမိမလာနဲ့တွေ့မှာပေါ့ဘာသာရှိပါနဲ့တွေ့မှာတနေ့တော့နော်တန်ရှင်းရှင်းနဲ့ဟောတဲ့ဆရာကိုပရိသတ်ကနေပြီးတော့မေးတယ်ဆရာရောအပြစ်မလုပ်ချင်ဘူးလားလို့ပြောလုပ်ချင်တာပေါ့အဲ့ဒါဆိုရင်ဆရာမလုပ်ဘူးလားလို့ပြောတော့လုပ်တော့အရန်လုပ်ချင်တယ်ဒါပေမဲ့မအားဘူးတဲ့နော်အပြစ်လုပ်ဖို့အချိန်မရှိဘူးသူမှာဘာလုပ်နေရလို့လဲတိုက်ပွဲဝင်နေရလို့အာမင်ဝိညာဉ်မှာတိုက်ပွဲဝင်နေရတယ်မိမိရဲ့သွေးသားဇာတိအတွက်တိုက်ပွဲဝင်နေရတာရှိသလိုဒီနေ့မောင်မိုက်တကိုလက်ထဲမှာဖန်ခံရတဲ့အဲ့ဒီတောက်ဆုံးသောဝိညာဉ်တွေအတွက်တိုက်ပွဲဝင်နေရတာရှိတယ်ဒါကြောင့်အသင်းတော်ဆိုတာကလေဇိမ်ခံတဲ့နေရာမဟုတ်ဘူးအာမင်နှွေးထွေးမှုရှိပါတယ်ဘုရားခင်မြတ်တာကိုခံစားရတယ်စုပ်ကင်းစံဟိုတနားရီလောက်တခါတည်းအေးစိတ်စိမ်နဲ့နော်ဘုရားမျက်မှောက်တော်ထဲမှာရှိပါတယ်နှွေးထွေးမှုတွေရှိပါတယ်တယောက်နဲ့တယောက်ယဉ်နဲ့အကျွမ်းဝင်ခြင်းထဲမှာတယောက်နဲ့တယောက် emotional support ပေးပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တွေလည်းရှိပါတယ်နော်မိသားစုနဲ့ဝေးနေတဲ့အခါမှာတင်းတော်မှာရောက်လာချမ်းအဖြစ်နှွေးထွေးတဲ့မိတ္တာရထဲမှာသွားဖို့လို့ပြောချင်တာအဲ့ဒါတွေမရှိဘူးလို့မဆိုလိုပါဘူးဒါပေမဲ့အဲ့ဒါကနောက်တစ်ဆင့်တက်ဖို့အတွက်ခြေလှမ်းတွေဖြစ်ပါတယ်အာမင်ဒါကြောင့်ဘုရားเจ้าမှာသင်ရောက်လာရင်အားလုံးက ministry team ဖြစ်ဖို့လိုတယ်ဒါကျွန်တော်တို့အသင်းတော်ရဲ့ယူပါယောင်းကဘာလဲဆိုရင်ယုံကြည်သူတိုင်းအမှုတော်ဆောင်ဖြစ်ရမယ်အာမင်ကျွန်တော်တို့အသင်းတော်ထဲမှာအခွင့်ထူးခံလူသားစားတိတက်မရှိဘူးကျွန်တော်တို့အားလုံးကတိုက်ပွဲဝင်ဖွင့်အတွက်ပြင်ဆင်နေတဲ့သူတွေဖြစ်တယ်အခုနကျွန်တော်တို့ရဲ့စစ်ပွဲထဲမှာအခုနတိုက်ပွဲထဲမှာပထမဆုံးအပျော်စီးတင်ပေါ်ထဲမှာတော့ဇိမ်ခံတဲ့သူနဲ့အစေခံတဲ့သူနဲ့စပွဲထိုးနဲ့အဲ့မှာတခါတည်းမောင်းတဲ့သူနဲ့ maintenance လုပ်တဲ့သူနဲ့ဟုတ်လားအမျိုးမျိုးသူတို့ရှိနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီမှာအခွင့်ထူးခံသမားတွေတစ်ဖွဲ့ရှိလိမ့်မယ်အိုးသူတို့ကတော့လုံးဝပတ်စံပေးထားပြီးတော့ဇိမ်နဲ့နေတဲ့ဒါပေမဲ့နောက်ထပ်တင်ပေါ်စစ်တင်ပေါ်မှာကျတော့မရှိဘူးစစ်တင်ပေါ်ထဲမှာအကုန်လုံးတိုက်ပွဲဝင်ဖို့အတွက်သူ့နေရာနဲ့သူဘာလုပ်လဲနေရာချထားတဲ့သူတွေကြီးပဲအကုန်လုံးကတိုက်ပွဲဝင်ဖို့အစင်သိရှိနေတဲ့သူတွေဖြစ်တယ်ဒါနဲ့ကျွန်တော်အတင်းတော်မှာရှိနေတဲ့လူငယ်တွေတယောက်ချင်းစီတိုင်းဟာတိုက်ပွဲဝင်ဖို့အတွက်ကိုယ်နေရာနဲ့ကိုယ်တာဝန်ယူနေကြတဲ့သူတွေဖြစ်တယ်ဟာလေလုယာခေါင်းဆောင်ရှိတယ်ခေါင်းဆောင်ကလက်မြောက်ပေးထားတယ်ဒါကြောင့်ဒီနေ့ဆရာပြောပြမယ်ခါတလေမှာကျွန်တော်တိုက်ပွဲဝင်ရမှာတိုက်ပွဲဝင်နည်းနည်းပြင်းသွားလိုက်နည်းနည်းပြင်းသွားတယ်အိမ်မှာခဏနေလိုက်တာ
နော်ဟိုသွားဒီသွားနဲ့ဘာသာရှိပါကိုတွေ့သွားတယ်ကျွန်တော်လည်းလို့ပဲဒီနေ့ကတော့နည်းနည်းပြင်းတယ်ကွာအနားယူလိုက်မယ်အဲ့ရပေါ်မှာလေးပြီးတော့ screen လေးကိုမျက်နှာပေါ်တင်လိုက်တယ်ကျွန်တော်ပြောပြမယ်တင်ကြည့်နေတဲ့ phone screen ကြည့်တဲ့အချိန်ကလည်းတင်အနားယူတဲ့အချိန်မဟုတ်ဘူးအနားမရဘူးတင်ပို့ပင်ပန်းတယ်တင် screen ကြည့်ပြီးတော့တနာရီအဲ့ရပေါ်မှာလေးနေတာတက်လေဖခင်เจ้าမှာလာပြီးယုံကြည်သူနဲ့မိတ်တာတော့ပွဲဆုတောင်းချီးမွမ်းကိုးကွယ်ပြီးတော့မှ9နိုင်လောက်အချိန်ကုန်သွားတာပို့ပြီးတော့အနားရတယ်တင်းရဲ့အုံနောက်ကောတင်းရဲ့စိတ်ကောတင်းရဲ့ခန္ဓာကိုယ်ကောပို့အနားရတယ်ဒါပေမဲ့ကျွန်တော်တို့ကထင်တယ်အဲ့ရပေါ်မှာကျွန်တော်ဖုန်းလေးကိုကြည့်ပြီးတော့မှကြည့်နေရင်လေအဲ့ဒါကတင်ဘာလုပ်နေတာတိလားတင်းရဲ့အုံနောက်ကိုအလွယ်တကူ entertain လုပ်နေတာဒါပေမဲ့တကယ်တော့အနားမရဘူးတင်းကပင်ပန်းနေတာအဲ့မှာဘာသာရှိပါရှိတယ်အဲ့မှာဘာသာရှိပါအဝေးမှာမရှိဖုန်းပေါ်မှာရှိတယ်ဟုတ်လားကျွန်တော်ကဘယ်သူမှမသိဘူးထင်တာလေတနေ့တော့ prophet နာသန်ရောက်လာပြီးတော့ဘာပြောလဲဆိုတော့မင်းကားတဲ့ဘယ်သူမှမသိဘူးလို့ထင်တယ်တဲ့ဒါပေမဲ့ထာဝရဘုရားကားတဲ့နေရှိမှငါလံပြမယ်တဲ့နေရှိမှငါလံပြမယ်ဆိုတော့လူတွေအားလုံးရဲ့ရှေ့မှာဘာလုပ်မလဲဖွင့်ချပြမှာတဲ့တနေ့ကျရင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တိုက်ပွဲဝင်ဖွင့်ရတဲ့တုံဆိုင်ပြီးတော့အချောင်ခိုပြီးအဲ့ရပေါ်မှာလိုက်ဘာဖြစ်နေမသိလားဘာရရှိပါနဲ့တွေ့မယ်အဲ့ဒါလေဒါဝိရဲ့ဘဝအတွက်ကြီးမားဆုံးသောအမေးဆက်ဖြစ်တယ်ဘလုံးမှဖြတ်လို့မရသူဘလောက်တော်တဲ့သူပဲပြောဒါကြောင့်တိုက်ပွဲဝင်ရမယ့်အချိန်မှာတိုက်ပွဲဝင်ရမယ်အာမင်ငါတို့တငယ်ချင်းတွေအားလုံးကပတ်တိုင်းဖရားเจ้าသွားပြီးဖရားကိုချီးမွမ်းနေတယ်ငါတို့တငယ်ချင်းတွေက cell leader တွေလုပ်ပြီးတော့မှ cell group တွေဦးဆောင်နေတယ်ငါတို့တငယ်ချင်းတွေကအသင်းတော်ထဲမှာဒီနေ့ worship တွေမှာစက္ကပ်စေခံမှုဆောင်နေတယ်ငါတို့တငယ်ချင်းတွေကအသင်းတော်ရဲ့ကဏ္ဍတွေမှာစက္ကပ်ပြည့်စေခံမှုဆောင်ပြီးတော့ဖရားအတွက်အလုပ်လုပ်နေတယ်ငါတို့ကဘာဖြစ်လို့လုပ်ရမရမှာလဲအာမင်ကျွန်တော်ဘာလို့မရမှာလဲတဲ့တော့တကားဖွင့်ထားပေးတယ်မလားနောက်တော့ပွဲဘယ်သူလဲသိလားခေါင်းဆောင်ကလက်မြောက်ထားတယ်ဒါပေမဲ့ပင်ပန်းတယ်သူလက်ညောင်းလာတဲ့အချိန်ရှိတယ်သူလက်ညောင်းတဲ့အခါမှာသူ့အတွက် support ပေးဖို့ရန်အတွက်ဘယ်သူတွေရောက်လာလဲဆိုရင်အာရုံနဲ့ဟူရရောက်လာဒီနေ့ကျွန်တော်ရဲ့အသင်းတော်ထဲမှာအာရုံနဲ့ဟူရလိုမျိုးကာလကာနောက်ွယ်ကနေပြီးတော့ခေါင်းဆောင်တွေကိုထောက်မှပြီးအလုတ်အမှုဆောင်နေတဲ့သူတွေအရှိကတိုက်ပွဲဝင်တဲ့သူတွေအတွက်အနောက်ကနေပြီးတော့မှထောက်ဖို့ရိတ်ခါတွေထောက်ပံ့ဟုတ်လားထမင်းချက်ဟင်းချက်သူတို့တိုက်လို့ရအောင်ပြင်ဆင်ပေးနေတဲ့သူတွေကိုအာရုံနဲ့ဟူရ supporter လို့ခေါ်တယ်သူတို့ကဘာလုပ်ပေးတဲ့သူလဲ support လုပ်တဲ့သူဖြစ်တယ်ဒီ stretcher 3ခုဟာတိုက်ပွဲထဲမှာမရှိမဖြစ်လို့အပ်တဲ့အရာဖြစ်တယ် view ဟာမြောက်နော် view ဟာမြောက်စဉ်းစားတွေးခေါ်ပြီးတော့တိုက်ပွဲကိုဆုံးဖြတ်ချက်ချတဲ့ခေါင်းဆောင်လိုအပ်တယ်လို့လက်တွေ့မိမိအသက်ကိုယဉ်ပြီးတော့မှတိုက်ပွဲဝင်တဲ့သူလိုအပ်တယ်နောက်တစ်ဖက်မှာလည်းဘာလို့လဲဆိုရင်ဂျားထဲမှာခေါင်းဆောင်ကိုတိုက်ပွဲဝင်နေတဲ့သူတွေက support ပေးတဲ့အဖွဲ့လေလိုအပ်တယ်ဒီအဖွဲ့သာမရှိရင်ဒီလူလည်းမနိုင်စရာအကြောင်းမရှိဘူးခေါင်းဆောင်လည်းလက်ညောင်းလာမယ်ဟိုအဖွဲ့မှာလည်းရွေချက်မရှိဘူးဒါကြောင့်ဒီတိုက်ပွဲနိုင်စရာမရှိဘူးဒီတိုက်ပွဲနိုင်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲနောက်ွယ်ကအလုပ်လုပ်တဲ့သူတွေကြောင့်ဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသင်းတော်ဘာကြောင့်မလို့ဖခင်ခင်ကကောင်းကြီးပေးပြီးတော့အသင်းတော်ထဲမှာဖခင်ရဲ့အမှုတော်ပြည်စည်းခြင်းတွေကိုကျွန်တော်မြင်ရတာလေနေ့တိုင်းမှာကျွန်တော်ဖခင်ခင်ရှေ့တော်မှာဆုတောင်းတယ်ကိုတော်ကြီးမားတဲ့အမှုကိုပြုပါပျောက်ဆုံးသောဝိညာဉ်တွေကိုရအောင်အတွက်ကိုတော်ဖခင်ကျွန်တော်အပေါ်မှာပြုပါဒါကြောင့်ကျွန်တော်2026ခုနှစ်မှာပထမဦးဆုံး2026ခုနှစ်အခုကျွန်တော်ရဲ့ you conference season မှာပထမဦးဆုံး conference you camp season ဖြစ်တယ်အခုအချိန်ထိလဲလာ April လကိုရောက်လာတဲ့အခါမှာဒီနှစ်ထဲမှာယနေ့ချင်းမင်္ဂလာခံယူတဲ့သူအယောက်22ယောက်ရှိတယ် hallelujah အဲ့ဒါဘာလို့တာလဲဆိုရင်အသင်းတော်ထဲမှာဖခင်ပြုတ်ပေးနေတဲ့အရာတွေဖြစ်ပါတယ်အာမင်ဒီနေ့အဲ့ဒီ you camp ကိုကျွန်တော်လုပ်ခဲ့တဲ့အခါမှာ you camp ကနေပြီးတော့မှမိမိရဲ့အသက်တာပြောင်းလဲလာပြီးတော့အခုဖခင်ကိုယူသွတ်သွားတဲ့လူငယ်တွေပေါ်လာတယ်ကျွန်တော်တို့တခါတည်းနဲ့လူတွေတိမ့်နဲ့တန်းနဲ့ချီပြီးတော့ပြောင်းလဲလာဖို့အတွက်မမျှော်လင့်ပါဘူး။ဘာကြောင့်လဲအဲ့ဒီလူတွေကိုဆက်ပြီးကျွန်တော်တို့က carry on မလုပ်နိုင်သူကခဏလေး experience ပဲလုပ်သွားနိုင်လိမ့်မယ်
ဒါပေမဲ့ဒီနေ့ camp ကနေပြီးတော့ join လာတဲ့သူတွေ security မှာပါဝင်လာတဲ့သူတွေဒီကြားထဲမှာစံစာကြောင်းကနေပြီးတော့မှမိမိရဲ့အသက်တာကိုပြင်ဆင်နေတဲ့သူတွေရှိသလို cell group ဒီကနေပြီးတော့ပြောင်းလဲလာပြီးတော့ဘုရားသခင်အတွက်ရေးရတော့အသက်ရှင်လာတဲ့သူတွေအသင်းတော်ထဲမှာအပတ်တိုင်းလတိုင်းမှာတိုးပွားခြင်းနဲ့ဘုရားအလုပ်လုပ်နေတယ်အဲ့ဒီအောင်ပွဲတွေကိုရဖို့အတွက်သင်းအုပ်ဆရာတွေပဲလုပ်နေတာမဟုတ်ဘူးအဲ့ဒီအောင်ပွဲတွေကိုရဖို့အတွက်အရှင်းမှာတိုက်နေတဲ့ဒီ arrow တွေပဲလုပ်နေတာမဟုတ်ဘူးအဲ့ဒီရကိုလုံနေဖို့အတွက်နောက်ထပ် supporter အဖွဲ့တွေရှိတယ်အဲ့ဒီလူတွေကအနောက်ွယ်ထဲမှာရှိတယ်လူတွေမမြင်ရဘူးဟာလားစကရင်ပေါ်မှာတရားဟောနေတယ်ရုပ်ချောချောဆရာရေးစာကိုမြင်ရတယ်ဒါပေမဲ့အနောက်မှာတညလုံးမအိပ်ပဲဗီဒီယို editing လုပ်နေတဲ့သူတွေကိုဘယ်သူမှမမြင်ရအောင်ဟာလားဖခင်เจ้าဝင်လာတဲ့အခါမှာဟာဖခင်เจ้าကလာလိုက်တာကြည်စမ်းဆိုပြီးမြင်တယ်ဒါပေမဲ့ဖခင်เจ้าမလာခင်ကလေးကတပြက်စီလေးပြီးခုံစီထားတဲ့ဖွဲ့ကိုဘယ်သူမှမမြင်ရအောင်ဟာလားဟာဒီမှာထင်တယ်ငါတို့ကတော့ worship team နေကြည်စမ်းကောင်းလိုက်တာတချမ်းကြီးကလည်းမားသေးတယ်နော်ဒီဖွဲ့ကလည်းတေချာမလုပ်ဘူးလားမသိဘူးနော်အတန်ကလည်းကြောင်သေးတယ်ကြည်စမ်းဆိုပြီးတော့ပြောရတာလွယ်ပေမဲ့သူတို့ကပတ်စံပတ်တိုင်းမှာ commitment ပေးရတဲ့အရာတွေ assignment လုပ်ရတဲ့အရာတွေနော် training ယူရတဲ့အရာတွေသူများမလာခင်ကတည်းကပြင်ဆင်ရတဲ့အရာတွေစင်ပေါ်မှာတက်တဲ့သူတယောက်ရဲ့အသက်ရှင်မှုကိုအတင်းတော်ကနေပြီးတော့နှုတ်ကပတ်တော်တိုင်းသတ်မှတ်ထားတာတွေရှိတယ်သူတို့ရဲ့အသက်တာကိုပြင်ဆင်ရတဲ့အရာတွေမြောက်များစွာရှိတယ်နောက်ွယ်မှာဘယ်လိုပြင်ဆင်ပြီးလှုပ်ဆောင်ရလဲဆိုတော့ဘယ်သူမှမသိကြဒီနေ့အောင်ပွဲတကူရဖို့ရတဲ့နောက်ွယ်ကစက္ကပ်စေခံနေတဲ့သူတွေရှိတယ်ကျွန်တော်ရဲ့အသင်းတော်မှာပွဲတွေပါတွေလှုပ်တဲ့ခါကျရင်အစားတော့အရန်ကောင်းတယ်မလားဟာကျွန်တော်လည်းခဏခဏပွဲလှုပ်ချင်တာပဲချက်တဲ့သူကအရန်ကောင်းတာဒါပေမဲ့ဘယ်သူမှမသိဘူးသူကဘယ်သူချက်နေမှန်းတော့မသိဘူးဟုတ်တယ်မလားသိတာပေါ့နီးနီးနားနားလူတွေကအတင်းတော်အားလုံးတော့မသိဘူးလေဘယ်သူချက်နေတာလဲဟုတ်တယ်မလားဒါကြောင့်ကျွန်တော်တို့မိုက်တွေကကောင်းလိုက်တာဆိုတဲ့အချိန်မှာဆရာတို့ကမိုက်ကကောင်းကောင်းလေးဝေထားတော့ကောင်းတာပေါ့နော်အတန်ကပြတ်တော့ဖြစ်လိုက်စက်ထင်းကလည်းဘယ်လိုထိန်းနေရလဲမသိဘူးကောင်းတဲ့ချိန်မှာတော့မိုက်ကိုပြောတယ်မကောင်းတဲ့ခါကျတော့စက်ထင်းတဲ့ဟုတ်တယ်မလားဒီနေ့မှာ worship team တွေက special ပြင်ဆင်ထားပြီးတော့ဖျောက်ကိုကိုွယ်ပြီးမျက်မှောက်တော်ခံစားရတဲ့နေ့မှာတော့မျက်မှောက်တော်အရန်ခံစားရတယ်ကွာဒီနေ့ဝိညာဉ်တော်လှုပ်ရှားတယ်နော်worship team နဲ့အကောင်းဆုံးပြင်ဆင်ပြီးတော့ဒီနေ့ကျွန်တော်ဥဆောင်ပေးတာပဲကျေးဇူးတင်တယ်ပြောတဲ့သူကနည်းနည်းမရှိဘူးတိတ်မရှိဘူးနော်ဘယ်လိုပဲရှိရသေးလားကီးကြောင်တဲ့နေ့ချက်ကီးရလေကြောင်သွားသေးတယ်တချမ်းလည်းဘယ်လိုစုံနေရလဲမသိဘူးနော်အတန်ကလည်းဘယ်လိုဖြစ်နေတာလဲကိုယ်ရမှာသူတို့စက်ကရတဲ့အရာတွေကိုကျွန်တော်တခါလေးမမြင်နိုင်ဘူးနောက်ကွယ်မှာစက်ကရတဲ့အရာတွေဟုတ်တယ်မလားအပတ်တိုင်းမှာဒီနေ့ဒီမှာတစ်ခါတလေတင်က worship team တွေကအရှိမရက်နေတော့တင်မြင်ရတယ်အာရှာတွေဆိုရင်လည်းအမှဆွဲကြိုးကြီးနဲ့အားလုံးမြင်နေရတယ်မီဒီယာ team ဆိုရင်နောက်မှာရှိနေတဲ့ထိုင်နေတဲ့သူတွေနဲ့အားလုံးတင်မြင်နေရတာရှိသလိုတခါတလေကျရင်ဖျားเจ้าကို renovation လုပ်မယ်ဟဲ့ဆိုရင်ဘယ်သူမှမမြင်ဘူးသူတယောက်တည်းတပည့်စီတွေလည်းဖုံတစ်ထောင်တောင်းမဲတူးနဲ့တခါဟာလားပစ္စည်းတွေဒီလိုမျိုးဖျားเจ้าတွေလာအောင်ပြင်ဆင်ရတဲ့ဟာအားပေးမဲ့သူလည်းမရှိဘူးဘေးမှာဟာလားဟာလေလုယာအာမင်ထူးမဲ့သူလည်းမရှိဘူးမှားရင်လည်းဆရာကြီးစာပြောသေးတယ်မားနေပြီပြန်ပြင်ဆိုတော့အစအဆုံးပြန်ပြင်ရတဲ့အချိန်တွေရှိတယ်အဲ့ဒီအခါမှာလည်းဗာလဲဘယ်သူမြင်လဲဘယ်သူမှမမြင်ဘူးဒါပေမဲ့အဲ့ဒီလူတွေမရှိဘဲနဲ့ဘုရားခင်အမှုတော်ပြီးစီးမလားမပြီးစီးဘူးဘုရားရဲ့အမှုတော်ဆိုတာကလေယောရှုတယောက်တည်းနဲ့မပြီးဘူးမောရှေတယောက်တည်းနဲ့လည်းမပြီးဘူးအာရုန်နဲ့ဟူရလို့တယ်အာရုန်နဲ့ဟူရကြီးပဲအကုန်လုံးလုံနေပြီးတိုက်ပွဲမတိုက်တဲ့သူရလားမရဘူးတိုက်ပွဲတိုက်တဲ့သူလည်းလို့တယ်ဒါကြောင့်ကျွန်တော်ပြောပြမယ်အသင်းတော်ဆိုတာကလေဘုရားခင်ကတင့်ကိုနေရာချတာပေးတာဖြစ်တယ်နေရာချတာပေးတာအပတ်တိုင်းမှာတင် cell leader တွေဒီမှာ worship leader တွေကိုတင်တွေ့ရပါမယ်ဟိုးမှာနော် Sunday school အခန်းမှာကလေးတွေနဲ့နှပန်းလုံးနေတဲ့ရုပ်ချောချော Sunday school teacher တွေကိုတင်တော့မတွေ့ဘူးဟာလားသူတို့ကနူးညံ့နေသူတို့ကလေးတွေကြည်တာနဲ့တောင်မှနော်သဘောကျတယ်သူတို့လည်းကလေးတွေလိုလိုက်ဆော့လို့လာတော့မသိဘူး
အရေးထဲမှာဆရာလည်းမြောက်တယ်လို့လည်းနဲ့ဖဲ့သေးတယ်နော်ခမရစဉ်းစားကြည့်သူများဒီမှာအားရပါရဝတ်ပြုနေတဲ့အချိန်မှာသူတို့ကဟိုမှာကလေးတွေနဲ့ဟာဟိုတယောက်ချိပါလိုက်ပြန်ပြီးဟာဒီတယောက်တေးပေါက်လိုက်ပြန်ပြီးအဲ့ဒါလက်ကောက်ရတယ်နော်လာနော်တတကုတကုကလေးလေးမဟုတ်သမီးရဲ့လာကိုအခုမှပြိုးပဲရှိသေးတယ်လူပြိုးပဲရှိသေးတယ်ဒါပေမဲ့ဗာလဲဖះမျက်နှာထောက်ပြီးတော့ကြွယ်ရမှာဘာလို့လဲမိသားစုတွေကိုပြုစုပေးနေတဲ့ Sunday School teacher တွေလည်းရှိတယ် volunteer တွေလည်းရှိတယ်နော်သူများတော့ Sunday နေ့မှာ share လုပ်နေပြီမှာခုနပြောသလိုကိုရာကနေပြီးတော့အမှုဆောင်နေတဲ့သူတွေမြောက်များစွာရှိတယ်ဒီလူတွေကဘာလုပ်ကြလဲတိုက်ပွဲဝင်တယ်ဒါကြောင့်ဆရာရဲ့အသင်းတော်ထဲမှာဆရာတို့အသင်းတော်မှာအတူတကွဆရာတို့နဲ့တူနော်ခေါင်းဆောင်မှုပိုင်းမှာရောအနောက်ကွယ်မှာရောစီမံခန့်ခွဲမှုတွေမှာရောကျွန်တော်တို့စေခံမှုဆောင်နေကြတဲ့သူတွေအားလုံးကိုလည်းအထူးပဲဂုဏ်ပြုတယ်အဲ့ဒီသူတွေဟာတိုက်ပွဲဝင်နေတဲ့တဲမှာတိုက်ပွဲထဲမှာအကြီးကျယ်ပါဝင်နေတဲ့သူတွေဖြစ်တယ်ကျွန်တော်အသင်းတော်မှာပွဲတွေပါတယ်လုပ်တဲ့ခါမှာစနစ်တကျတိတ်တိတ်ချာချာလေးလှုပ်ဆောင်နိုင်တယ်ကျွန်တော်တွေ့တဲ့အတိုင်းပဲအရင်တော့ဆရာတို့ပွဲတစ်ခုလုပ်တယ်ဆိုရင်စူညံပွက်လို့ရရညာပဲဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပွဲတွေပါတယ်လုပ်တဲ့ခါမှာလည်းပါဝင်တဲ့သူတွေရောအစီအစဉ်တွေရောစနစ်တကျတိတ်ချာဖြစ်လာဖို့အတွက်စီစဉ်ပေးနေတယ်ပွဲအုပ်တွေရှိတယ်ပွဲတွေကို plan ဆွဲပေးတဲ့သူတွေရှိတယ်အစီခံမှုဆောင်ပေးနေတဲ့သူတွေရှိတယ်အားလုံးဆရာတယောက်တည်းမလုပ်နိုင်ဘူးလေအားလုံးဆရာမိုးဆက်တယောက်တည်းမလုပ်နိုင်ဘူးအားလုံးဆရာမဒူးမဆရာတယောက်တည်းမလုပ်နိုင်ကျွန်တော်ရဲ့အမှုတော်ဆောင်နေအားလုံးပဲမလုပ်နိုင်ဘူးဒီအလုပ်တွေကိုဘယ်သူတွေဝိုင်းလုပ်ကြလဲတင်းတော်မှာရှိနေတဲ့ ministry မှာစက္ကန့်နေကြတဲ့သူတွေ cell leader တွေအတင်းတော်ကနေပြီးတော့ဒီနေ့အားလုံးအတင်းသားတွေအားလုံးကပါဝင်နေကြတယ်ချို့တော်သူတွေကသူတို့ရဲ့ငွေကြေးတွေကိုတိတ်တိတ်ကလေးပါဝင်ကြတယ်စာအိတ်လေးတွေမှာထည့်နာမည်လေးမရေးဘူးဘယ်သူမှမသိဘူးနောက်ွယ်ကနေပြီးတော့ sport လုပ်ကြတယ်ပါဝင်စက္ကန့်မှုဆောင်နေကြတယ်ဒီလူတွေအားလုံးကြောင့်ပဲအသင်းတော်ကမာနကချုပ်နှောင်ထားတဲ့ပျောက်ဆုံးသောဝိညာဉ်တွေကိုဖမ်းခွင့်ရတာမဟုတ်ဘူးလားအာမင်အခု3လအတွင်းမှာလူ20ကျော်ယနေ့ချင်းမင်္ဂလာရပြီးသွားပြီဒီနေ့ cell leader တွေကိုဆရာမှာပါရစေနောက်ထပ်3လမှာနောက်ထပ်ဘယ်နှစ်ယောက်နေ့ချင်းခံကြအောင်မလဲပျောက်ဆုံးသောဝိညာဉ်ဘယ်လောက်ရမှာလဲကျွန်တော်တို့တိုက်ပွဲဝင်ရအောင်ဆရာမတို့ယူပါယုံရှိပါတယ်3လတစ်ချိန်ယနေ့ချင်းမင်္ဂလာခံတဲ့အခါမှာ3လမှာရောက်20အာမင်ဒါရှော့ဘုရားခင်နိုင်ငံတော်ထဲမှာတိုးပွားခြင်းနဲ့သူတို့ကပျောက်ဆုံးသောဝိညာဉ်တွေကိုရတဲ့အသင်းတော်ဆိုရင်အောင်ပွဲကိုရတဲ့အသင်းတော်ဖြစ်လာမယ်ဒါကြောင့်ညီကောင်မောင်တို့မှန်ပါတယ်တခါလေမှတင့်ကိုလူတွေမမြင်ရအောင်ဒါပေမဲ့ဘုရားတင့်အားဖြင့်လှုပ်နေတယ်တင့်ရဲ့ပင်ပန်းမှုတွေဘုရားခင်မြင်ပါတယ်မလေးရှားလို့ဘဝကလွယ်တာမဟုတ်ဘူးဆရာတို့ ministry team တွေနဲ့အနိကစကားပြောတဲ့အခါတခါတလေကြာရင်အသွားပြန်ဘုရားเจ้าအသွားပြန်လောက်ရတာတရားကုန်တယ်စားတော့တာမပါသေးဘူးတပတ်ကို2ချိန်လာရတယ်တလဆိုရင်8ချိန်တခါလာရင်တရားဆိုတော့800ပေါ့ခင်ဗျားစဉ်းစားကြည့်800ဆိုတာမြန်မာငွေနဲ့ဆို8သိန်းရှိတယ်အဲ့လိုသာတွက်ပြီးဖះကိုချစ်တဲ့စိတ်တစ်ခုသာမရှိရင်ဒီဟာကိုဘယ်သူလုပ်နိုင်မှာလဲဘယ်သူဖို့ကပင်နိုင်မှာလဲဘယ်သူစက္ကန့်နိုင်မှာလဲသူများတွေကပြောတယ်ဘုရားเจ้าမှာစက္ကန့်တယ်ဆိုတာဘုရားเจ้าကလစာပေးမှစက္ကန့်ရတာတဲ့ကျွန်တော်အသင်းတော်ထဲမှာလေ ministry မှာစက္ကန့်တဲ့သူတွေ cell leader တွေမှုတော်ဆောင်တွေအားလုံးဟာဘုရားเจ้าကရလို့စက္ကန့်နေတဲ့သူတွေမဟုတ်ဘူးဘုရားเจ้าကိုပေးဖို့စက္ကန့်နေတဲ့သူတွေဖြစ်တယ်ဒီနေ့ဆရာကိုယ်တိုင်လည်းပဲအသင်းတော်အတွက်စက္ကန့်တယ်အသင်းတော်မှာအမှုဆောင်နေတယ်ဆိုတာဆရာအောင်မြင်ဖို့ဆရာကြွယ်ဝချမ်းသာဖို့ရန်အတွက်စက္ကန့်နေတာမဟုတ်ဘုရားကနိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်ဖြစ်တယ်ဆရာအတွက်စားရန်တောက်ရန်မိသားစုအတွက်ဖူလုံရင်ကျေနပ်ပါပြီတော်ပြီပေါ့ဘုရားခင်ပေးတဲ့ကောင်းကြီးမင်္ဂလာအဲ့လောက်ဆိုလုံလောက်ပြီလေ ministry အတွက်လိုအပ်တဲ့ resources တွေကိုဘုရားခင်ထောက်ပံ့ပေးနေရပြီလေနော်ဒါကြောင့်ဆရာရဲ့ဘဝမှာနော်ဂျက်လေရင်စီးပြီးကဘာပတ်ဖို့ကိုပိုင်လေရင်စီးပြီးကဘာပတ်ဖို့ယူပါရုံမရှိပါဘူးတကယ်လည်းမရှိပါဘူးနော်ငါအောင်မြင်ကြွယ်ဝပြီးတော့တခါတည်းကဘာပတ်ရမယ်ဆိုတဲ့စိတ်မရှိပါဘူး
ဖယားသခင်ခိုင်းတဲ့နေရာမှာငါအကောင်ဆုံးလူတွေရဲ့အသက်တာကိုတိဆောက်ပြုစုပေးမယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတခုပဲကျွန်တော်နဲ့တူမှုဆောင်နေတဲ့သူတွေကတာ၍တိုးတက်တဲ့မှုတော်ဆောင်တွေဖြစ်လာဖို့ရတဲ့ဖြစ်တယ်ဆယ်လီဒါတွေကတနေ့ပြီးတနေ့ပို့ပြီးတော့တိုးတက်လာပြီးတော့ဖယားအတွက်အခုလူတယောက်ကိုဧဝံဂေလိဝင်ငှနိုင်တယ်ဆိုရင်နောက်10ယောက်ကိုဝင်ငှလိုက်နိုင်အောင်နောက်အယောက်100ကိုဝင်ငှနိုင်အောင်ပြုစုပြုထောင်ပေးဖို့ကျွန်တော်ရဲ့တာဝန်ဖြစ်ပါတယ်ဒီနေ့ကျမ်းစာကျောင်းမှာအခုကျမ်းစာကျောင်းသားတွေအယောက်20ရှိတယ်ဒီကျမ်းစာကျောင်းသားအယောက်20ကိုအပတ်တိုင်းမှာတင်ကြားပို့ချပေးတဲ့အခါသူတို့ရဲ့အသက်တာဖယားတခင်အတွက် ready အသက်တာဖြစ်လာဖို့ရတဲ့ဖြစ်တယ်ဒါကျွန်တော်ရဲ့ကြီးမားတဲ့ယူပါယုံပါပဲတခြားမဟုတ်ဘာကြောင့်လဲဆိုရင်ကိုရာကနဲ့စက္ကန့်မှုဆောင်နေကြတဲ့သူတွေတောင်ရေးရေးကြီးသူတို့စက္ကန့်နေကြသေးတာပဲဆရာကစမတ်ချချနဲ့စနစ်တကျအလုပ်လုပ်နိုင်တာကိုရာကနေပြီးတော့ဆရာကိုထောက်ပံ့ကူညီပေးနေတဲ့သူတွေကြောင့်ဖြစ်တယ်ဆရာတွားလာတဲ့အခါကားမောင်းပေးတဲ့သူနဲ့နော်ပင်ပန်းတဲ့အခါဆရာရဲ့အလုပ်တွေကိုဝင်ကူပေးတဲ့သူတွေနော်စရင်စရာတွေအစီအစဉ်ရေးဆွဲတဲ့အရာတွေအသင်းတော်ရဲ့လိုအပ်တဲ့ကဏ္ဍတွေမှာနောက်ွယ်ကနေဘယ်သူမှမသိပဲမဲ့ဖယားကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ဆရာနဲ့သူနဲ့ပဲတည်ပြီးတော့အစေခံမှုဆောင်ပေးနေတဲ့သူတွေအဖို့ခပေးနေတဲ့သူတွေအသင်းတော်ထဲမှာမြောက်များစွာရှိပါစဉ်းစားကြည့်ပါအသင်းတော်မလေးရှားနိုင်ငံလိုအသင်းတော်ဆိုတာကလေလူတိုင်းကလစာ1000-2000ရပြီးတော့အလုပ်လုပ်နေတဲ့သူတွေပဲတထဲဘယ်သူမှမရှိဘူးအားလုံးကလက်လုံးလက်စားသွားနေရတဲ့အခြေအနေမျိုးဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာဒီလိုလူတွေကအမှုဆောင်မှာဖြစ်တယ်ဟာလေလုယာငါတို့ကိုဘုရားသခင်ပေးထားတဲ့အစွမ်းတတ္တိနဲ့စက္ကပ်အစေခံတယ်ဘုရားဘုန်းတော်တင်ရှားလို့ရတယ်ဓမ္မရာဇဝင်စတုဒ္ဒဆောင်ခန်းကြီး9အပိုင်ငယ်1-3မှာရှုရိလူတို့သည်အလိုအလျောက်တပ်ဖွဲ့၍စစ်ချီသွားဆန်တွင်ဣတိလပြည်မှဖမ်းခဲ့သောမိန်းငယ်ရဲ့တယောက်သည်နေမန်ဤမယား၌ကျွန်ခံရထိုကျွန်မကလည်းကျမသခင်သည်ရှမာရိမြို့၌ရှိသောပရောဖက်ထံသို့ရောက်ပါစေသောထိုပရောဖက်သည်သခင်၌ဆွဲသောနူနာကိုပျောက်စေလိမ့်မည်ဟုမိမိသခင်မအားဆို၏တဲ့ဘူချုပ်မင်းနေမန်ဆိုတာအင်မတန် powerful ဖြစ်ပြီးတော့ရှင်ဘရင်ကမိရတဲ့သူဖြစ်တယ်ပြောချင်တာရှင်ဘရင်ရဲ့လက်ယုံအားကိုအားထားရတဲ့သူဖြစ်တယ်သူရဲ့အမိန့်တစ်လုံးဟာလူတွေကိုဖိတ်ဖိတ်တောင်အောင်ကြောက်လန့်စေတယ်သူဟာတကယ်စစ်သူရဲ့တယောက်ဖြစ်ပေမဲ့သူ့မှာအားနည်းချက်ရှိတယ်အဲ့ဒါကအနူနာဆွဲနေတာအနူကဒီနားမှာဆွဲရင်တဖြည်းဖြည်းနဲ့အနူကကြီးလာတကိုယ်လုံးဖွေးပြီးတော့လူတွေနဲ့အတူမနေရတော့တဲ့အခြေအနေတစ်ခုရောက်လာတော့မှာအဲ့တော့အဲ့ဒါလေးကိုမြင်တဲ့ရှမာရိကဖယားသခင်ကိုတည်တဲ့အမျိုးသမီးငယ်လေးတယောက်အဲ့ဒီဘူချုပ်မင်းနေမန်ရဲ့မိန်းမရဲ့ကျွန်မလေးဖြစ်တယ်နာမည်တော်ကျမ်းစာထဲမှာရေးထည့်မထားအောင်ထာဝရဘုရားကိုကြောက်ရွံ့တော်သူဖြစ်တယ်သူ့ဘဝကသူများသိရင်သိချမ်းသာပေးရင်လည်းပဲသူများရဲ့လက်ခုပ်တွေကရေပေါ့သူ့မှာဘာမှအခွင့်အရေးမရှိသလိုဘာမှရွေးချယ်စရာမရှိတဲ့ဘဝနဲ့ကျွန်းဆိုတဲ့ဘဝအထဲမှာ तू ကဘာလို့လဲပိတ်မိနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်သို့တော်လည်းသူ့ရဲ့ဖြစ်ချင်းထဲမှာဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေခဲ့တယ်သူသိတဲ့လောက်အသက်ရှင်သောဣတိလဘုရားသခင်ရှိတယ်ငါတို့တိုင်းပြည်ကိုတွားပါအဲလိရှေစီမှာဆုတောင်းခံလိုက်ရင်ကိုရောရဲ့အနာပြောက်လိမ့်မယ်ဆိုပြီးတော့ပြောပြလိုက်တဲ့အခါသူတွားပြီးတော့အဲလိရှေကယော်ဒန်မြစ်မှာ9ကြိမ်ရေစိမ်ခိုင်းတဲ့အခါမှာအဲ့ဒီမှာ9ကြိမ်စိမ်ပြီးတာနဲ့နေမန်ကဘာဖြစ်သွားလဲဆိုရင်သူ့ရဲ့အနာရောဂါအကုန်လုံးပျောက်သွားတယ်ချက်ချင်းပျောက်သွားပြီးတော့အဲလိရှေစီမှာရောက်လာတယ်ကိုရောရဲ့အသက်ရှင်တဲ့ဘုရားကိုကျွန်တော်သိပါတယ်तू อ่ะအဲ့ဒီနေ့ကနေစပြီးအသက်ရှင်တဲ့ဘုရားသခင်ကို तू ကိုးကွယ်မယ်ဆိုတဲ့အကြောင်းကို तू ပြောတာဘယ်လိုပြောတယ်လဲဆိုရင်တဲ့ကျွန်တော်ကတဲ့ရှင်ဘရင်နဲ့အတူအမြဲတမ်းလိုက်ရတဲ့သူဖြစ်ပါတယ်ရှင်ဘရင်ကတဲ့သူ့ရဲ့ဘုရားရုပ်တုဘုရားတွေရှေ့မှာကိုးကွယ်ဖို့ရန်အတွက်ကိုညွတ်တဲ့ခါမှာကျွန်ုပ်ဒီလဲကိုအလိုလိုညွတ်မိလေသင်၏ဘုရားသခင်ဒီကျွန်ုပ်ကိုခွင့်လွှတ်ပါစေတဲ့ပြောချင်တာရှင်ဘရင်နဲ့တွားရတာဖြစ်တဲ့အတွက်ဘရင်လဲဥညွတ်တာကို तू ကမဥညွတ်ရင်သူ့ကိုဘာလုပ်မှာလဲသူ့ကိုတတ်မှာပေါ့အဲ့ဒီတော့ရှင်ဘရင်နဲ့ तू အလိုလိုဥညွတ်ရင်တောင်းတဲ့ငါကအဲ့ဒီနတ်ဘုရားရုပ်ထုကိုဥညွတ်နေတာမဟုတ်ပါဘူးရှင်ဘရင်ရဲ့စကားကိုဝန်ခံယုံမျှတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘုရားသခင်ကငါ့ကိုခွင့်လွှတ်ပါစေပြောချင်တာအသက်ရှင်သောဘုရားကို तू တည်သွားပြီ
Eri Juma Mutami Namiro Mashule Badumano Matige Ule Rapaya Bountin Shachan Tema to Bagere Mola. That's when the Napayar can get the second moose on the yard to go. Lure Mamia, Leki Samashiba. Jumpian Elopaya Bono Matin Shabulu Badu Piodale. I love the Mapian Elopaya Bono Matin Shana Bulu Badu Piodale. Time the Banangama Jean Elopaya Bono Tin Shan Lolo Mayabulu Badu Piodale. Nami Jima Almin Chojama Bepaya Bono Tin Shana and Elo Badu Piodale. Mimi Shire Neama Tessa Shiswa Se can ching up ya bono tin shazi de Moula. I'm very good Juna in Mohula. Go Bontin Shabu Mobe, the Kim Bontin Shabu and the thing a pitchin a she go shita and Payashima to be a second and Paya Bono tin Shana in there. Hallelujah. That's then or my ministry from the Oma Amyashi. Second a second a Musamba. Payajam Larekama. A quintu can get up. Amena a say can a yare luma hobe. Koran say can I do people to a jira pepare. Amen. Then Koran say come on, Nale Lamava. Then Koran Musa Martin Tilamava. The Catholic was the mechanical Mati. Asha Biore. No, like about. Oh, you're like a Mingalaba. Eh, go. Dinama time paper, Jesus be like it. Dinama time paper. Namatown Hobama that time. That time, Hobama that time. Ngapiora di matang. Hala. Ngapiora bele di matang. Tu aja ro. Hobe onton. Tu apiole de. Yare chano di ma betime. Hala. Ero chano mahau bu la di matang lu ngapiora. Sai te ane lu pit la bi nga. No. Lake. Ara baduri le di la. Eh, después de canear through Allah. Soy birola. Or a chop like China. Hallelujah. How can no? Piagate use it. To a movement sounded to a balloon. To the book. To Payajama Laraka the Catalima. Think of Babilo and Ama Tankana Ledilla. Think when they are chapia at Chong Sheet. A season the cool long through season tare. Season the cool loma, Ludi Benama Blue Time Jamale, Bulugo Benama near Chabe Jamale. Hala. A digger through Kunichana Bales me. A near and ladime, and now so my bedtime broke. They are Horeca, Gowling, oh, Bipian Dware to my position. The Catholic thing was she's on my time, I apply a prayer, Chimone to position. Amen. A shema tire yata, and a whole no matire yata, Matu. The joy of Shema the Kama time Bude to Tanchiba. No, the joy was a Mulula Bude. Ha! Lulaya Balonia Lenoma. Then I don't say, man, no good of him, Hobula. Bago Lula Generale. A Payarkan to a second. A moose sounded to Chipolore. Babilo, Akunasia Babilo, Babilo to work. Payata de Malachon Lake. Malachon, a pemane, a dineronga, Fole Pulai Domain, Lutensan Ekama, Mahoba, dineronga, Ashaloama. Hola, Ashaloama Mululik, Ashagale, Pama, Mo the whole Naru ministry, and name so a poem, Mahobabu Ashagale, Payarkan to the gas on Yago, that when you tare to each Payarkan that G Mado Musan led to each other. Amen. Canatena symbol Matade to Rebe, she's on my young Ramhobu. Symbol Mataben and Naga Musan led to each other. Ah, Teno, a part time, I know Piazza with Magia Cousin, design La Lene Lotar. Oramala Peter Gachan Matea Horeka, I must like it could be good thing to Yaleme, to Chare Yari. Channel Facebook my page the arrow page sheet or page any matter to look to in the area part time mark. At the Maro the long machobe me. Pomaro. Oh, she looked happy rally. Or Mala. The Kakajan Kogu on Mamma Mew. Era to tell her and Yatenerala.
အဲ့ဒီမဆွဲတတ်တဲ့သူတွေဆိုတခါလေကြာရင်နော်ဟိုမှာကျော်စိုးလင်းကိုဆွဲခိုင်းတာလေတပတ်ကြာတယ်တဲ့ဒါပေမဲ့အခုကတော့တရက်လောက်ဆိုရလာပြီဟာလားဆက်စားတော့မှတမီ precious တို့ဆွဲခိုင်းတာလေငိုတော့မှငိုချင်လာပြီသူကခဏခဏမပြောင်းမားနေတယ်ပြန်ဆွဲပုံတပုံကိုလေအခောက်90လောက်ဆွဲရတယ်မလမချင်းဆွဲတာအဲ့တော့ဘယ်သူမြင်လဲဘယ်သူမှမမြင်အမားတစ်ခုပါလို့ကတော့ဖောင်းကဘာတုံးသားလဲမသိဘူးဒီလောက်တော့မသိရင်လည်းမဆွဲပါနဲ့လားပြောဖို့အရန်လွယ်တယ်မလားတချို့ကလည်းဘောလုံးသာမကန်တတ်တာဘောလုံးကန်တဲ့သူအရန်ပြောချင်တာလေကန်ပလိုက်လေကန်ပလိုက်ဟာလားလွဲသွားလို့ကတော့ဘာလဲကွာထမကန်တတ်ဘာညာမင်းကန်ကြည့်ပါလားနော်မင်းဘောလုံးမပြောနဲ့ဘူစီပေါင်းတည်ထားရင်တော့မင်းမကန်တတ်ဘူးတချို့အဲ့ဒါကိုများကြီးကျယ်သူများကအရန်ပြောချင်တာလေနော်တခါတလေကျရင်ကျွန်တော်တို့ကဖယားခင်အတွက်စက္ကပ်ဆက်ခံမှုဆောင်တယ်ဆိုတဲ့အခါမှာအဖို့ခါတွေပေးရတာပေါ့ဟုတ်တယ်မလားဒါပေမဲ့လိမ့်ဆရာပြောပြမယ်အဲ့ဒါအကောင်းကင်နိုင်ငံမှာရောက်တဲ့အခါမှာအဲ့ဒါအားလုံးကသင်ပြန်ရမယ့်အရာတွေဖြစ်တယ်နောက်ဆုံးကျမ်းစာဖတ်မယ်တိကောအခန်းကြီး3အပိုက်ငယ်17စနစ်အတူတူကဖတ်ရအောင်1နဲ့3အာမင်အဲ့တော့ဒီနေရာမှာအဖြေပေါ်ပြီပေါ့အရှိရမ်းမှာတိုက်ပြီးတော့လူတွေမြင်ရတဲ့နေရာမှာမိုက်ကန်ရတဲ့အရာတွေလူတွေခေါင်းဆောင်လို့ခေါ်ခံရတဲ့အရာတွေရှိသလိုဘယ်သူမှမသိမမြင်ရတဲ့ကွယ်ရာမှာအစေခံမှုဆောင်နေကြရတဲ့သူတွေနော်တခါတလေကြာရင်ဖះเจ้าကအခုမှရောက်ဘူးတာလားဆိုပြီးတော့တွားနှုတ်ဆက်တယ်သူက ministry ထဲမှာအခုမှလာဆက်ကတ်တာအာရှာမှာဟိုကလူဘာပြောလဲဖះเจ้าအခုမှလာမဟုတ်ဘူးအဲ့ဒါ Sunday school teacher ဖះเจ้าကတခါမှမတွေ့လို့တဲ့ဘယ်တွေ့မလဲအဲ့ဒီနဲ့ဟာလား तू မသိဘူးနော်ဟဲ့လူမမြင်ရတဲ့နေရာမှာစက်ကတ်ရတဲ့အရာတွေမဒီထဲမှာဘာပြောလဲဆိုရင်ထိုတိုက်မြစ်ပေါ်မှာဆိုတာယေရှုခရစ်တော်တည်ဟူသောအသင်းတော်တည်ဟူသောတိုက်မြစ်ပေါ်မှာတည်ဆောက်ထားတဲ့အရာတွေရှိတယ်အဲ့ဒါကဘာလဲဆိုရင်ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင်ကောက်ရိုးဆိုပြီးတော့အဆင့်ဆင့်တည်ဆောက်ထားတယ်အဲ့ဒါကိုတဲ့နောက်ဆုံးသောကာလမှာမီးနဲ့ရှို့မယ်မီးနဲ့စစ်မယ်ဖယားခင်ရှေ့မှာရောက်သွားတဲ့ခါကျရင်မီးနဲ့စစ်မှာအဲ့ဒါကြောင့်လူရှေ့မှာအရန်ထင်ပေါ်လွန်းလို့လဲအရန်ပျော်မနေနဲ့အောင်လူရှေ့မှာထင်ပေါ်နေပြီးတော့နှလုံးသားမမှန်ဖယားရှေ့မှာရောက်လို့မီးရှို့လိုက်ကောက်ရိုးမကြံဘူးမြက်ပင်မကြံဘူးတစ်သားလဲမကြံဘူးကြီးလိုက်တော့မာတောင်းနဲ့ဒါပေမဲ့မီးနဲ့ရှို့မှာလေဟိုကဒါပေမဲ့ရွှေတွေငွေတွေကြောက်ကောင်းနေရကြတော့မီးရှို့လေအယောင်တောက်လေမီးရှို့လေအယောင်တောက်လေအာမင်ဒါကြောင့်ဒီနေ့ဒီမှာကျွန်တော်ပြောပြချင်တယ်ရွှေတွေငွေတွေကြောက်ကောင်းနေရွှေတွေငွေတွေကြောက်ကောင်းနေကိုအိမ်ထဲမှာထားသလားအိမ်ပြင်မှာထားလားအိမ်ထဲမှာထားတယ်ဆိုတော့လူမြင်ရလားမမြင်ရဘူးရွှေဆိုရင်ငွေရွှေနဲ့ငွေဆိုရင်ဘယ်မှာထားတော့မှာလဲမိခံတက်တာထဲမှာတော့ခတ်ပြီးတိန်သားမှာဘယ်သူမှမမြင်ရတော့အတွင်းဆုံးထဲမှာလုံခြုံအောင်ထားတယ်ဒါပေမဲ့ကြောက်ကောင်းကတော့အိမ်ထဲမှာရှိတယ်ဒါပေမဲ့တော့ခတ်တော့မခတ်ထားဘူးဘယ်သူမှတော့မမြင်ရဘူးဒါပေမဲ့ကောက်ရိုးတွေမြက်ပင်တွေကတစ်သားတွေကဘယ်မှာလဲအိမ်ရဲ့အပြင်ဘက်မှာမြင်နေရအိုးကြောက်လာအေးကောက်ရိုးရှိတယ်နော်အေးမြက်ပင်လဲအစိမ့်နေရပဲနော်ရှိတယ်အဲ့ဒါတွေကိုလူတွေမြင်ရတယ်ဒါကြောင့်ဒီနေ့ဒီမှာပြောချင်တာပါလဲဆိုရင်ဘုရားသခင်တို့တင်ဆက်ခန့်တဲ့ခါမှာအမှုဆောင်တဲ့အခါမှာလူတွေမြင်ရထင်ပေါ်ကြော်ကြားမဲ့အရာတွေလူတွေရှေ့မှာထင်တာမြင်တာရှိတဲ့အရာတွေကိုပဲဂုဏ်ယူဖို့မဟုတ်ဘူးဘုရားသားသမီးဆိုတာဒီနေ့ရွှေကြောက်ကောင်းကဲ့သို့ဘသူမှမမြင်ရတဲ့တိတ်ဆိတ်နောက်ွယ်ကနေအစေခံအမှုဆောင်နေတာဟာဘုရားရှေ့မှာရောက်တဲ့အခါရွှေငွေကြောက်ကောင်းဖြစ်နေကြံခဲ့မှာပဲဖြစ်ပါတယ်ဟာလေလုယာ
ဒါကြောင့်ဖခင်ခင်တဲ့တင်ဆက်ကတဲ့ရာစိတ်တမကြပါနဲ့စိတ်မပြတ်ပါနဲ့ငါလေးဘယ်တော့မှအရှိမရောက်ပါလားအရှိရောက်ချင်းမရောက်ချင်းဆိုတာလူတိချင်းမတိချင်းနဲ့မဆိုင်ဘူးဖခင်ခင်ရဲ့အားရနှစ်သက်ကျင့်တဲ့ချင်းအပြည့်နဲ့ပဲဆိုင်တာဖြစ်ပါတယ်အာမင်အရှိရောက်တယ်အနောက်ရောက်တယ်ဆိုတာကဖခင်ရဲ့ကျင့်တဲ့ချင်းနဲ့ပဲဆိုင်တယ်တင်းရဲ့နှလုံးသားမှန်ကန်ခြင်းနဲ့ပဲဆိုင်တယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်မတွေကိုအားပေးခြင်းနဲ့တင်းရဲ့တက်တာထဲမှာဖခင်ကြောင့်လာတဲ့အခါတင့်ကိုတင်စက်သားတယောက်ကဲ့သို့တာဝန်ရှိသောသူတယောက်ကဲ့သို့တိုက်ပွဲဝင်နေတဲ့လူတယောက်ကဲ့သို့မိမိရဲ့တက်တာကိုပြင်ဆင်ထားသလားမပြင်ဆင်ရသေးဘူးဆရာကျွန်တော်ကတော့ weekly attendance အပတ်တိုင်းမှာကျွန်တော်ဖခင်ကြောင့်တက်ယုံပဲဆိုရင်တော့ဒီနေ့ကစပြီးတော့အစေခံပါအမှုဆောင်ပါဖခင်အတွက်အသက်ရှင်ပါအာမင်မတွန့်တုံနဲ့ဘာမှမခက်ဘူးအာရှာထဲမှာစက္ကပ်ဖို့လွယ်လွယ်လေးရယ်မီဒီယာထဲမှာကူညီဖို့ကလွယ်လွယ်လေးရယ်ဟုတ်လား worship ထဲမှာစက္ကပ်ဖို့ဆိုတာလွယ်လွယ်လေးပါပဲမခက်ပါဘူးအရင်မခက်ပါဘူးအရေးကြီးရပါလေမိမိရဲ့ခေါင်းဆောင်တွေအောက်မှာဝန်ခံဖို့ပဲမိမိကိုဖခင်တင်ပေးတာနှလုံးသားနှိမ်ချပြီးတော့စေခံဖို့ပဲအာမင်ဒါ ministry ထဲမှာစက္ကပ်ပါအခုအာရှာထဲမှာလူမရှိဘူးကျွန်တော်အသင်းတော်ထဲမှာလူ90ရှိတယ် ministry ထဲမှာလူ90အဲ့ဒီ ministry team လူ90မှာအာရှာမှာလူမလောက်ဘူးနော်တခြားကဏ္ဍတွေမှာလည်းမလောက်ဘူးကျွန်တော် service ကတပတ်မှာ3ချိန်ရှိတယ်အဲ့တော့ Sunday နေ့လည်းမှာတစ်ချိန်ညအခုတစ်ချိန်ပြီးရင် weekday service မှာတစ်ချိန်ရှိတယ်တီးတဲ့သူလည်းမလောက်ဘူးဆိုတဲ့သူလည်းမလောက်ဘူး media team လည်းမလောက်ဘူး media team ဆိုဆရာတပတ်မှာတရားဟောချက်3ပုဒ်ဟောတယ်အပတ်တိုင်း3ပုဒ်မတက်နိုင်ဘူးဘာကြောင့်လဲမလုံလောက်ဘူးတင့်ကိုလိုတယ်ဖျားခင်တင့်ကိုလိုတယ်အာမင်မီဒီယာမှာစက္ကပ်ဖို့တင့်ကိုဖျားခင်လိုတယ် cell group ကဆရာတို့မှာ cell group အားလုံးပေါင်းက30ကျော်ရှိတယ်40ကျော်30ကျော်ရှိတယ် cell leader 20ကျော်လောက်ပဲရှိတယ် cell leader လည်းလိုတယ်ဟုတ်လားဖျားခင်အတွက်စက္ကပ်စေခံမှုဆောင်ရမယ့်ကဏ္ဍတွေအများကြီးရှိတယ်အချို့သောနေရာတွေ mission field တွေရှိတယ်အမှုဆောင်လို့ရတဲ့နေရာတွေရှိတယ်ဒါပေမဲ့လူမရှိဘူးဘုရားခင်တင့်ကိုခေါ်နေတယ်ဒီနေ့မှာခြေလန်းလန်းပါတင်ဘုရားเจ้าရောက်လာတဲ့ခါမှာပူပေါင်းပါဝင်ပါခုနဆရာပြောသလိုမျိုးရှေ့မှာထိုင်ရအောင်လို့ပြောရင်ဟုတ်ကဲ့ပါရှေ့မှာထိုင်ရအောင်နောက်မှာထိုင်ရအောင်လို့ပြောရင်ဘာလို့လဲဟုတ်ကဲ့ပါနောက်မှာထိုင်ရအောင်ရပါတယ်မလုပ်ပါနဲ့နောက်ကျအကွက်တွေတင်ထားပေးလိုက်မယ်နော်online မှာရှိရလေသူတို့ဟာတိုက်တယ်ရပါတယ်လို့ပြောရတယ်နှစ်ယောက်စလုံးကင်ပြီးတော့ကင်ပေါက်ပလိုက်တယ်လာဒီမှာပဲထိုင်ငိမ့်နေနော်အတင်းတော်မှာအဲ့လူတာလှုပ်လို့ရတော့နောက်ကျရင်တော့ဘယ်သူမှကြံတော့မှာမဟုတ်နော်ပြီးတော့ရှိသေးတယ်တရားဟောနေတဲ့အချိန်မှာအိမ်ငိုင်နေတဲ့အချိန်မှာနော်ဟိုကကင်မရာမန်ကသူ့ကိုထိုးပေးလိုက်တာပြီးရင် projector မှာထိုးလိုက်တာအဲ့လိုတော့တင်းကိုမလုပ်ပါဘူးအလကားနောက်တာပါဒါပေမဲ့ဒီလူတွေအားလုံးတင်ဟာစစ်မြေပြင်မှာစစ်တိုက်တော့တင်ဘောပေါ်မှာစီးထားတဲ့ကဲ့သို့ဘုရားခင်အမှုတော်ကိုဆောင်ဖို့ဘုရားအလိုတော်ရှိတယ်ကိုဒီမှာ ministry မှာ second ရဲ့သူလက်ထောင်ကြည့်ပါအောင်အားလုံးလက်ထောင်ထားဒီမှာကြည့်အများကြီးပဲဒီမှာမစက်ကရသေးတဲ့သူများလက်ထောင်ကြည့်ပါအောင်ခဏလေးမစက်ကရသေးတဲ့သူများခဏလက်ထောင်ထားပေးပါအမတဝက်နော်โอเคဟိုလည်းမရောက်ဒီမရောက်ဖွဲ့ဟာတမျိုးပေါ့ဒါလဲရှိတတ်ပါတယ်တခါတလေကြာရင်နော်ဂျားနယ်ဖွဲ့လဲရှိတတ်ပါဒါမဲ့ကျွန်တော်ပြောချင်တာအားလုံးဆက်ကပ်ပါအားလုံးအမှုဆောင်ပါဘုရားခင်အတွက်အသက်ရှင်ရတာလောက်အသိပဲရှိတာမရှိတော့အာမင်ဒီနေ့ကောင်းကင်နိုင်ငံမှာရောက်တဲ့အခါငါရဲ့အမှုဆောင်ခြင်းကလူရှိမှအမြင်ပဲကောင်းနေတာလားအမှန်တကယ်ထိရောက်ရဲ့လားရွှေများဖြစ်နေမလားကြောက်ကောင်းများဖြစ်နေမလားဒါမှမဟုတ်တစ်သားကောက်ရိုးမြက်ပြင်းများဖြစ်နေမလားကောက်ရိုးဆိုတာဘာလဲကောက်ရိုးမီးလေဟုံတောက်တယ်ကြည့်လို့တော့ဝုန်းဆိုတောက်တယ်လေပြင်ဘာနဲ့မှမရှိဘူးဒီလိုပဲဖြစ်နေရလားမဟုတ်ဘူးငါရဲ့အဲထဲမှာတာရွေ့ကောင်းမှုနဲ့ရွှေကဲ့သို့ကြောက်ကဲ့သို့ဘုရားတကယ်ရှေ့မှာရောက်တဲ့ခါမှာအမှန်တကယ်တန်ဖိုးရှိတဲ့အရာတွေဖြစ်ဖို့အတွက်မိမိရဲ့တက်တာကိုပြန်လည်ဆက်ကပ်ဖို့ဖြစ်ပါတယ်အာမင်ခဏလည်းအားလုံးရှိတဲ့နေရာကနေအတူတူကမတ်သက်ရပြီးတော့ဘုရားခင်ကိုကိုးကွယ်ကြဖို့ဖြစ်ပါတယ်